ဘာသာရေးထူးချွန်သူအမျိုးသမီး10ဦးများဒီကနေ့ခုတ်ဆုတ်တရာနဲ့ပါမဝတီမိဖုရားတို့ရဲ့အကြောင်းနာယူမှတ်သားကြရမှာဖြစ်ပါတယ်သူတို့နှစ်ဦးကအတူတကွပူးတွဲပြီးတော့နေကြတာဖြစ်ပေမဲ့လို့ဒီချင်းချင်းတဦးနဲ့တဦးထူးခြားကွဲလွဲမှုတွေရှိတယ်ဘာသာရေးနဲ့ပတ်သက်ပြီးခုတ်ဆုတ်တရာကဘုရားမြတ်စွာတရားဓမ္မတွေကိုများစွာသင်ယူမှတ်သားသိထားတဲ့ဘုဒ္ဓရှိတဲ့နေရာမှာထူးချွန်တာဖြစ်တယ်သာမဝတိမိဖုရားကြီးကတော့မေတ္တာတရားနဲ့နေထိုင်တဲ့နေရာမှာထူးချွန်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့ဒီလိုကိုယ်အရေးချင်းနဲ့ကိုယ်လောကမှာထူးချွန်မှုတွေဆိုတာရှိကြအရေးချင်းဆိုတာတယောက်တည်းမှာအကုန်မရနိုင်ရတဲ့အရေးချင်းလေးတွေကတဦးနဲ့တဦးမတူနိုင်တဲ့အရေးချင်းလေးတွေမှာထူးချွန်လာတာကိုဖော်ပြကြအရေးချင်းပေါင်းစုံနဲ့ပြည့်စုံလာတော့ဖျားပဲရှိတယ်ပေါ့ကျန်တဲ့ပုဂ္ဂိုလ်တွေကတော့အရေးချင်းတစ်မျိုးစီတစ်မျိုးစီထူးခြားကြတယ်လို့ဒီလိုမှတ်သားကြအောင်အဲ့လိုအရေးချင်းထူးခြားတယ်လို့ဆိုတဲ့နေရာမှာလည်းပဲအကြောင်း၄မျိုးရှိတယ်။ဘာကြောင့်ဒီလိုအရေးချင်းတွေရကြသလဲလို့ဆိုလို့ရှိရင်အရေးချင်းထူးချွန်မှုနေမှာအရေးကြီးဆုံးကတော့ဘာလဲလို့ဆိုရင်စိဏဝတိတာလို့ခေါ်တယ်လေ့ကျင့်မှုပဲပစ္စုပန်မှာသူ့ရဲ့ဘဝလေ့ကျင့်မှုအလေးအကျင့်ပေါ်မူတည်ပြီးတော့ထူးခြားမှုတွေရကြတယ်အဲ့ဒီလေ့ကျင့်မှုဟာသူများတဲ့တာရာဟာအတိတ်ကအကြောင်းတစ်ခုရှိလို့ပဲခုဘဝမှာလေ့ကျင့်တာမျိုးမဟုတ်ပဲနဲ့အတိတ်ဘဝတုန်းကတည်းကဒီအရေးချင်းဘက်မှာထူးချွန်လာတယ်ဒါကြောင့်လူတွေဟာဒါကိုဝါဒနာလို့ပြောကြတာပေါ့နော်ဝါဒနာအတိတ်ဘဝတုန်းကတည်းကစိတ်ဝင်စားတဲ့အကြောင်းအရာတစ်ခုဟာဒီဘဝမှာလည်းပဲပြန်ပြီးတော့စိတ်ဝင်စားတတ်ကြတယ်အဲ့ဒီစိတ်ဝင်စားမှုအကြောင်းပြုပြီးတော့လေ့ကျင့်တဲ့စွမ်းရည်တတ္တိတွေဟာဖြစ်ပေါ်လာတော့ခုခေတ်တော့ပြောကြတာဝါဒနာပေါ့ဝါဒနာအရာလောက်ကြတယ်လို့ဆိုရင်ကောင်းတဲ့ဝါဒနာရှိတယ်လို့မကောင်းတဲ့ဝါဒနာလည်းရှိတယ်ပေါ့ကောင်းတဲ့ဝါဒနာရှိလို့ကောင်းတဲ့ဘက်ကိုကြိုးစားအထောက်ကြတဲ့ပုဂ္ဂိုလ်တွေဟာထူးချွန်ထက်မြက်လာတဲ့ပုဂ္ဂိုလ်မျိုးတွေဒီလိုဖြစ်တယ်ပေါ့အခုခုတ်ဆုတ်တရာနဲ့သာမဝတိမိဖုရားတို့ဆိုတာနန်းတော်တစ်ခုထဲမှာအတူတကွနေထိုင်ကြတာဖြစ်တယ်ပေါ့သို့တော့သူတို့နှစ်ဦးတည်းမကသာမဝတိမှာအချမ်းရ900ရှိတယ်ခုတ်ဆုတ်တရာဆိုတာသူ့ရဲ့ကိစ္စဝိစ္စတွေကိုလုတ်ကင်ပေးရတဲ့အဲ့ဒီခေတ်အခေါ်ဓာတိလို့ခေါ်တာပေါ့နော်ဝိယဝိစ္စတွေအကောင်လုံးလုတ်ကင်ပေးကြတဲ့ကျွန်မပေါ့နော်အဲ့လိုလုတ်ကင်ပေးရတဲ့ဒီအမျိုးသမီးဟာခုတ်ဆုတ်ဥဒိဏဘုရင်ကြီးမှာမိဖုရား3ဦးရှိတဲ့ထဲမှာသာမဝတိတဲ့ဝါတုလဒတ္တာတဲ့မခန္တိယမိဖုရား3ဦးရှိတဲ့ထဲမှာသာမဝတိကမိဖုရား1ဦးပဲဖြစ်တယ်သို့တော့သူတို့ရဲ့အရေးချင်းတွေဟာအင်တန်မှထူးခြားကြတယ်ဘာဖြစ်လို့အရေးချင်းတွေဒီလိုထူးခြားလာလဲလို့ဆိုအတိတ်ဘဝတုန်းကတည်းကဒီဘက်ကိုစိတ်ညွတ်ပြီးကုသိုလ်ကောင်းမှုတွေလုပ်လာခဲ့ကြဒါမို့ကုသိုလ်ကောင်းမှုလုပ်လာခဲ့သည့်အတွက်ကြောင့်ထူးချွန်ထက်မြက်မှုတွေဟာဖြစ်ပေါ်လာခဲ့တာပေါ့ဒီနေရာမှာခုတ်ဆုတ်တရာလို့ဆိုတာသူ့ရဲ့ရုပ်အနေထားကိုကြည့်ပြီးတော့စာပေကမှတ်တမ်းတင်ထားတာတကယ်ကတော့သူ့ရဲ့နာမည်ရင်းက
ဥတ္တရာလို့ဒီလိုနာမည်ခေါ်ဥတ္တရာမှာရှေ့ကခုတ်စာဆိုတဲ့စကားလုံးထည့်လိုက်တာခါကလေးကုန်းနေလို့သူ့ကိုခုတ်စာလို့ခေါ်တာခုတ်စာဥတ္တရာပေါ့နော်အမှတ်သားတစ်ခုအနေနဲ့လုပ်ပြီးတော့ခေါ်ကြတာခါလေးကုန်းနေတာမို့သူ့ကိုခုတ်စုတ္တရာလို့ဒီလိုနာမည်ပေးလိုက်တာတကယ်ကတော့သူ့ရဲ့နာမည်ရင်းကဥတ္တရာပဲသူဟာဘယ်မျိုးကလာပြီးတော့ဘု து သမီးဆိုတာစာပေကျမ်းဂန်ထဲမှာမှတ်တမ်းတင်ထားတာမရှိဘူးသို့တော့မျိုးရိုးကြည့်မယ်ဆိုလို့ရှိရင်သူဟာမျိုးရိုးမမြင့်ဘူးပေါ့အဲ့ဒီခေတ်တုန်းကဆိုလို့ရှိရင်သူများအိမ်မှာအစေပါလုပ်ရတဲ့အဆင့်တန်းတွေကလာတာပေါ့သို့တော့သူ့ပညာအလွန်ထက်မြက်တယ်သူများနဲ့မတူလူဟာအောက်တန်းကြတယ်ဆိုပေမဲ့လို့ဒီပညာအရေးချင်းကြတော့မတူတာတွေအများကြီးရှိတယ်ပေါ့အောက်တန်းကြတာအမျိုးရိုးအနေနဲ့အောက်တန်းကြပြီမယ်လို့သူ့ရဲ့ပင်ကိုဉာဏ်အရေးချင်းတွေအကျင့်စာရိတ္တတွေစိတ်နေသဘောထားတွေကထက်မြက်ချင်းထက်မြက်နေတတ်တယ်တချို့ကြတော့မျိုးရိုးကအမတန်မှမြင့်မြတ်ပြီမယ်လို့စိတ်နေသဘောထားတွေနှိမ့်ကြတယ်ပညာအရေးချင်းကနှိမ့်ကြတယ်ဆိုတာမျိုးတွေလည်းရှိတယ်ပေါ့အဲ့ဒါကြောင့်လို့မြတ်စွာဘုရားကမျိုးရိုးနဲ့မဆိုင်ဘူးလူရဲ့အရေးချင်းဟာမျိုးရိုးနဲ့မဆိုင်မျိုးရိုးကောင်းတိုင်းအရေးချင်းကောင်းတာမဟုတ်ဘူးတဲ့အရေးချင်းကောင်းတဲ့ပုဂ္ဂိုလ်ကမှတကယ်အရေးချင်းကောင်းတဲ့ပုဂ္ဂိုလ်သတ်မှတ်ရမယ်လို့ဒီလိုဆိုတာနော်သို့တော့အိန္ဒိယနိုင်ငံမှာကြတော့သူကမျိုးရိုးကိုတားလိုက်တယ်ပေါ့ဒီနိုင်ငံတွေမှာမျိုးရိုးနဲ့လိုက်ကြတာတွေတော့တော်တော်များများရှိတယ်မြန်မာနိုင်ငံမှာတော့ခဏိခေမျိုးရိုးနဲ့သတ်မှတ်တာသိပြီးတော့မရှိဘူးဘာဖြစ်လို့မရှိတော့ဆိုတော့ဗုဒ္ဓတရားတော်လွှမ်းမိုးသွားလို့ဒီလိုပြောရမှာပဲနော်ဗုဒ္ဓတရားတော်တွေဟာမြန်မာလူမျိုးတွေရဲ့တကယ်ယဉ်ကျေးမှုဆိုတဲ့အနေအထားမျိုးရောက်သွားတယ်မြန်မာတွေရဲ့ယဉ်ကျေးမှုနဲ့မြတ်စွာဘုရားတရားတော်နဲ့ဟာတကယ်ကိုပေါင်းစည်းမိသွားပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမတွေဟာမြန်မာလူတို့ရဲ့သွေးသားလို့ဖြစ်သွားတော့မြန်မာယဉ်ကျေးမှုနဲ့ဗုဒ္ဓယဉ်ကျေးမှုဟာခွဲပြားခြားနားလို့မရနိုင်လောက်အောင်ဖြစ်သွားတယ်ပေါ့ဒါကပကန်းခေတ်ကစပြီးတော့ရှေးမြန်မာဘုရင်တွေအပါအဝင်မြန်မာလူမျိုးတွေရဲ့ဘိုးဘွားမိဘတွေကြိုးစားအားထုတ်ခဲ့ကြလို့ဒီအခြေအနေမျိုးဖြစ်တယ်လို့ဒီလိုပြောရမှာပဲနော်မြန်မာတွေရဲ့ယဉ်ကျေးမှုဟာဗုဒ္ဓရဲ့အတွေးအခေါ်တွေပေါ်မှာအခြေခံထားတာဖြစ်သောကြောင့်ဗုဒ္ဓယဉ်ကျေးမှုနဲ့မြန်မာယဉ်ကျေးမှုဟာတသားတည်းဖြစ်နေဒါကြောင့်မြန်မာနိုင်ငံမှာအမည်နာမမှဲ့တာကစပြီးတော့ surname ဆိုတာမရှိဘူးเนาะဒီ lineage အမျိုးရိုးနဲ့ပတ်သက်ပြီးတော့နာမည်လုံးဝမရှိဘူးဘာမှဒီနိုင်ငံတွေမှာတရုတ်နိုင်ငံမှာလည်းပဲမျိုးရိုးနဲ့ရှိတယ်အိန္ဒိယနိုင်ငံမှာတော့မပြောနဲ့တော့မျိုးရိုးနာမည်တွေနဲ့သတ်မှတ်တာသီရိလင်္ကာနိုင်ငံတို့ဘာလို့မှဆိုလဲမျိုးရိုးတွေနဲ့တော်တော်များများကိုရီးယားနိုင်ငံတို့လည်းမျိုးရိုးတွေနဲ့ပဲသွားတာရှေ့မှာမျိုးရိုးနာမည်တွေရှိကြတယ်ပေါ့အဲ့ဒါတွေနဲ့တွဲဖက်ပြီးတော့မဲ့လေးရှိတယ်အဲ့တော့မြန်မာနိုင်ငံမှာတော့မျိုးရိုးနဲ့မဲ့တာလို့မရှိကိုမဲ့ချင်တယ်လို့မဲ့ကြတာပေါ့နော်မြန်မာနိုင်ငံမှာအမည်မဲ့တာဘာနဲ့မဲ့လေးရှိတော့ဆိုနေနန္ဒာနဲ့မဲ့လေးရှိကြတယ်ဒီကနေ့တော့ဗီရင်ဆရာတွေကြောင်းလာတော့မသိဘူးနေနန္ဒာတောင်သိမမဲ့ကြတော့နော်ကြိုက်တဲ့နာမည်ရွေးယူပြီးတော့မဲ့နေကြတယ်ခဏတော့ဗမာတွေအမည်နာမရှေးလာပြီဆိုလို့ရှိရင်ဒီ၄လုံးကနေ၅လုံး၆လုံးထိအောင်ဖြစ်လာဟိုရှိတော့ကမြန်မာလူမျိုးတွေရဲ့အမည်နာမအတော်ရှင်းတာတစ်လုံးနဲ့ပဲမဲ့တယ်နော်ဥပတဲ့ဒေါ်လှတဲ့ဒီလိုပဲတစ်လုံးပဲမဲ့တယ်နော်ဗတဲ့လှတဲ့ရှေ့ကဥတို့ဒေါ်တို့ထဲလို့တာနှလုံးဖြစ်တာဟုတ်ဒီလိုပဲမြန်မာလူမျိုးတွေရဲ့နာမည်တွေကရှေ့တော့ကအမတမရိုးရှင်းတယ်ဟိုရခိုင်ပြည်နယ်ကလူတွေရဲ့မျိုးနာမည်တွေကြတော့၃မျိုး၃လုံးလောက်တွဲပြီးတော့မှဲ့လေးရှိတယ်ပေါ့ဥမာမဲ့စန္တာအောင်လို့ဟုတ်လားဒီလိုဟာမျိုးတွေပေါ့လေအဲ့ဒါလို့၃မျိုးမှဲ့တာအခုဗမာတွေက၃မျိုးမကဘူးဆိုတော့ရခိုင်နဲ့ဟိုဘက်ရောက်သွားပြီ၄မျိုး၅မျိုးထိအောင်မှဲ့လေးရှိကြတယ်နော်
နာမည်ကရှေးလေးကောင်းနေလားမသိဘူးရှေးလာရတယ်နာမည်တွေတော့နာမည်မတူတော့ဘူးပေါ့ခုခေတ်အဲ့တော့ရှေးတုန်းကတော့နာမည်မဲ့တဲ့အခါဟိုအခရာထဲမှာအာအီအီဥဥအေအောလို့ဆိုတဲ့ဒီတရအတန်နေအတန်နေနဲ့လာတဲ့အခရာတွေကတနင်္ဂနွေသားကိုမဲ့လို့ရှိတယ်ပေါ့တနင်္ဂနွေသားဆိုလို့ရှိရင်အောင်မိုးတို့ဘာလို့မဲ့တာပေါ့နော်အဲ့ဒီမှာလည်းပဲဘီရင်ဆရာကဟိုပစ္စဘုတ်တို့သတ်ဘုတ်တို့တရိယံတို့ဆိုတာလှုပ်သေးတယ်နော်နာမည်တွေနဝင်းကြီးတွေတရင်ကြီးတွေနဲ့လာသေးတာပေါ့လူကတော့ကြေလားမကြေလားတော့မသိဘူးနော်အဲ့လိုနေနံလည်းမဲ့တခြားနိုင်ငံတွေမှာဒါသိပြီးတော့မရှိဘူးဘယ်နေ့မွေးတယ်ဆိုတဲ့အမှတ်တရတောင်တချို့လည်းပဲအမှတ်ထားဖို့မရဗမာပြည်မှာတော့မေးလို့ရှိရင်ဘာနေသားလဲဆိုတာကိုမေးရတယ်နော်ဘာနေသားလဲအဲ့ဒီနေသားကိုအဓိကထားပြီးတော့နာမည်မှဲ့ဟောတိရိလင်္ကာနိုင်ငံမှာဘုန်းကြီးတွေကြတော့ရှေ့ကမဲ့တဲ့နာမည်ကပထမတော့ကတော့လူဘွားတော့ကတော့ surname ဆိုတာရှိတယ် surname ပါတယ်အဖေရဲ့နာမည်ပါတယ်ဘုန်းကြီးဖြစ်တဲ့အခါကျတော့အဖေနာမည်မဟုတ်တော့ဘဲနဲ့ယောဟန်နာမည်ထည့်ပြီးတော့မဲ့တယ်ရှိတယ်ဒါတီဟိုနိုင်ငံကသုံးတဲ့အဓိပ္ပာယ်ပေါ့နော်နောက်တာမန်အိန္ဒိယနိုင်ငံအများစုကျတော့ surname နဲ့အနွယ်နာမည်တွေနဲ့ဒီလိုမဲ့တယ်ပေါ့တရုတ်ပြည်တို့ကိုရီးယားတို့ဒါတွေလည်းအနွယ်နာမည်တွေနဲ့ဒီလိုပဲသွားလေးရှိကြတယ်ပေါ့အဲ့တော့မြန်မာလူမျိုးတွေကတော့အဲ့ဒီလိုအနွယ်နာမည်နဲ့မဲ့တာမရှိတော့နိုင်ငံခြားသွားတဲ့အခါမှာဒီ white card လို့ခေါ်တဲ့ဒီဗီဇာတွေနဲ့ပတ်သက်ပြီးတော့သူပြည်ဝင်တဲ့နေရာမှာဆင်းတဲ့ဟိုကတ်ကလေးကိုဖြည့်တဲ့အခါမှာဟာသူတို့က first name တို့ middle name တို့နော် last name တို့ရှိသေးတယ်မြန်မာပြည်မှာအဲ့တော့မြန်မာမှာပြောရအခက်ကြီးတယောက်လာလဲဒေါ်လှတယောက်ကလည်းဥလှလို့လည်းဖြစ်ချင်ဖြစ်တယ်တယောက်ကရှေးကဒေါ်နဲ့ထားတယ်နောက်တစ်ယောက်ကျတော့ဥလှဖြစ်ချင်ဖြစ်တယ်နော်ဗမာကဒီအမျိုးသမီးမဲ့တဲ့နာမည်လဲအမျိုးသမီးမဲ့ယောက်ျားလဲမဲ့တယ်ဥပမာမဲ့ဥခင်လှရှိတယ်လို့ဒေါ်ခင်လှလည်းရှိတာပဲရှေ့ကလေးကြည့်ပြီးတော့ဥနဲ့ဒေါ်အဲ့တော့နိုင်ငံသားတွေကတော့မြန်မာလူမျိုးတွေရဲ့အမည်နာမတွေနဲ့ပတ်သက်ပြီးမျက်စိလဲကြတယ်ပေါ့နော်မျက်စိလဲကြတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်မြန်မာလူမျိုးတွေကလွတ်လပ်မှုကိုကြိုက်တော့အမည်နာမကိုကြိုက်တယ်လို့ရွေးပြီးတော့မှဲ့ကြတယ်သို့တော့မလွတ်လပ်တာကတော့ဘာနေသားတော့ဆိုတာတော့မလွတ်လပ်ချင်သေးဘူးပေါ့နော်တချို့ကျတော့နေနဲ့နာနဲ့ကြိုက်ပြီးတော့မမှဲ့ပဲနဲ့ကိုလိုချင်တဲ့နာမည်မှဲ့တာလည်းရှိပါတယ်ခုခေတ်တော့ဒါအမည်နာမနဲ့ပတ်သက်တယ်တော့အိန္ဒိယနိုင်ငံမှာအခုဒီခုတ်ဆုတ်တရာဆိုတာသူ့ရဲ့နာမည်ကဥတ္တရာပဲခါလေးကုန်းနေတာနဲ့သူ့ကိုခုတ်ဆုတ်တရာလို့ရှေ့ကသူ့ရဲ့ပုံတရံကိုထည့်ပြီးတော့ခေါ်တဲ့သဘောနော်ခါလေးကုန်းနေတဲ့တော့ဥတ္တရာပေါ့ဒီလိုဆိုလိုတာပေါ့နော်နောက်တာမဝတီဆိုတာသူ့နာမည်ကတာမာပဲနောက်ပိုင်းကျတော့သူကဒီဧည့်သည်တွေတို့အခြေမဲ့အနေမဲ့ပုဂ္ဂိုလ်တွေတို့နေ့စဉ်ကျွေးမွေးတဲ့အလှမန္တချီမှာလူတွေတယောက်ချင်းဝင်တယောက်ချင်းထွက်ရအောင်စူးစူးညံ့ညံ့မဖြစ်အောင်တိုးတာဝေးတာမဖြစ်အောင်စီတာပေလို့ဝတီဆိုတာစီးကိုခေါ်တာပေါ့နော်အဲ့ဒါလို့စီတာပေးတာကိုအကြောင်းပြုပြီးတော့သူ့ကိုတာမဝတီလို့ဒီလိုခေါ်တယ်လို့စာထဲမှာဒီလိုရှိတယ်သို့တော့တာမာဆိုတာရွှေအစင်းကိုတာမာလို့ခေါ်တယ်ဝတီလို့ဆိုတာကျတော့ရွှေအစင်းရှိတဲ့အမျိုးသမီးလို့ဒီလိုအဓိပ္ပာယ်လေးရပေါ့နော်အဲ့တော့သူတို့နှစ်ဦးဟာဒီဘဝမှာလာပြီးတော့ဆုံတွေ့နေတာဆုံတွေ့တဲ့အခါမှာလည်းပဲအရှင်သခင်နဲ့ပြုစုရတဲ့အမျိုးသမီးတယောက်အနေနဲ့လာပြီးတော့တွေ့ကြတယ်သို့တော့စိတ်နေသဘောထားတွေကအလွန်ကောင်းတယ်လို့ပြောရမယ်ဒီနေရာမှာဒီနှစ်ဦးကိုပေါင်းစပ်ပြီးတော့ခဏပြောရမယ်ဆိုလို့ရှိရင်တာမဝတီဆိုတာဗတ္ထဝတီမျိုးက
တထေသမီးတူပဲသူကဗဒ္ဒဝတီမြို့ကတထေသမီးတူကကောသမိပြည်ကိုရောက်လာကောသမိပြည်ဆိုတာခဏခေတ်မှာအိန္ဒိယနိုင်ငံအလဟာဘတ်လို့ခေါ်တဲ့မြို့သားမှာရှိတယ်မြို့သားမှာရှိတယ်အဲ့ဒီအလဟာဘတ်နာမြို့မှာခင်းကနဲ့ယမုနာဆိုတာမြစ်နှစ်ခုဆုံတဲ့အဆုံကြီးမှာဒီအလဟာဘတ်မြို့ရှိတယ်ပေါ့နော်အဲ့ဒီမှာကောသမိကိုသူကရောက်လာဒါပေမဲ့သူ့ရဲ့ဇာတိမြို့ကဗဒ္ဒဝတီမြို့ကောသမိရောက်တဲ့အခါကျတော့သူကအောက်တန်းကျမသွားဘူးဇာတိရွာမှာသူကတထေသမီးကောသမိရောက်တဲ့အခါကျတော့မိဖုရားလာဖြစ်တယ်ပေါ့နော်မိဖုရားလာဖြစ်တယ်ဘဝဆိုတာအပြောင်းအလဲဒါတွေရှိတယ်ပေါ့နော်လူတိုင်းဟာတဦးနဲ့တဦးအတိတ်ကံပေါ်မှာမူတည်ပြီးတော့ပြစ္ဆုတ်ပံလောက်ရနဲ့ပေါင်းစပ်ပြီးတော့လူတွေရဲ့နှိမ့်ချမှုမြင့်မားမှုဆိုတာယတိတကြပြောလို့မရတဲ့အခြေအနေတွေရှိတာပေါ့သူကဘယ်လိုလုပ်ပြီးကောသမိကိုရောက်လာတာတော့လို့ဆိုသူတို့နိုင်ငံမှာသူတို့မြို့မှာအင်မတန်ကြောက်စရာကောင်းတဲ့ယောဂအဟိဝါဒရောဂါဆိုတာရှိတယ်အဟိဝါဒယောဂကိုဘာသာပြန်မို့ခက်တော့ဘယ်လိုယောဂတုံးလို့ဆိုတာပြောဖို့ရအတွက်ဘာနဲ့တူတုံးဆိုလို့ရှိရင်ညမပြေမှာတစ်ချိန်တုန်းကဖြစ်တဲ့ပလိယောဂဆိုတာနဲ့တော့တူတယ်ပေါ့နော်ပလိယောဂနဲ့တူတယ်ကုသတာအလွန်လှင်မြန်တယ်ပေါ့လူတွေလည်းလှင်မြန်မြန်သိတတ်တယ်သိတဲ့အခါမှာသူကပထမလူတွေကိုမကုသခင်တိရစ္ဆာန်တွေကိုကုသပြီးတော့တိရစ္ဆာန်တွေအရင်သေးတယ်ဟိုးရင်တော့ကမန္တလေးမြို့တို့ဘာတော့မှကြွက်ကြတယ်ဆိုပြီးတော့မန္တလေးကလူတွေကစကိုင်းသွားနေကြတနေရာအဝေးရှောင်ကြမိတဲ့လူတော့ရှိတယ်ရှိမယ်မမိတဲ့လူကများလိုက်ပဲဒီထဲမှာနော်အဲ့တော့ပလိတ်ဖြစ်ပြီဆိုရင်အမတမကြောက်ကြချို့ဆိုလို့ရှိရင်ရွာလုံးကျွတ်နီပါသွားတယ်ပလိတ်ယောဂနဲ့နော်မန္တလေးမှာအလွန်ထင်ရှားတဲ့သတ္တပိဋကအလွန်ထင်ရှားတဲ့စိတ်မန်းတဲ့ကအဘေယရမကျောင်းတိုက်ရဲ့အဘေယရမဆရာတော်ဘုရားကြီးဆိုတာလေစကိုင်းတောင်ရိုးကိုရှောင်းနေရင်းနဲ့ပလိယောဂနဲ့ပြန်တော်မူသွားတာပေါ့အဲဆရာတော်ကြီးရတယ်အဲ့ဒီခေတ္တကပလိယောဂဆိုတာအတော်ကြောက်စရာကောင်းတယ်လင်းလင်းမြန်မြန်ကူးဆက်ပြီးတော့လူတွေကိုမြန်မြန်သေစေတတ်တဲ့ယောဂတစ်မျိုးပဲပေါ့နော်ခုခေတ်တော့ပလိယောဂဆိုတာမကြားရသလောက်ဖြစ်သွားပြီဆေးဝါးတိုးတက်လာတဲ့အခါကျလူတွေယောဂကင်းစင်လာတယ်လို့ပြောရမှာပဲအဲ့တော့အဟိဝတ္တရောဂါဆိုတာဒီယောဂကိုတည်တည်ချာချာဘာသာပြန်လို့တော့မရဘူးအဟိဝတ္တရောဂါလို့ခေါ်ပြီးပလိယောဂနဲ့စင်စစ်တူတယ်လို့ပဲပြောရတယ်အဲ့ဒီယောဂဖြစ်ပြီဆိုလို့ရှိရင်အကောင်မလောင်လေးတွေကစသေးတယ်ဥပမာရင်ကောင်လေးတွေကစသေးသေးပြီးရင်အိမ်မှာရှိတဲ့ကြောင်တွေတို့ခွေးတွေတို့ကြွက်တွေတို့ဒါတွေသေးတယ်တိရစ္ဆာန်တွေသေပြီးရင်နောက်လူကိုကူးဆက်ပြီးတော့လူသေးတယ်လှင်းလင်းမြန်မြန်အိမ်ကထွက်ပြေးနိုင်တဲ့ပုဂ္ဂိုလ်လောက်တင်အသက်ရှင်တယ်အဲ့ဒီယောဂဒီလိုပဲတချို့ဆိုတအိမ်လုံးပါသွားတတ်တယ်လို့ဒီယောဂရှိတယ်ပေါ့နော်အဲ့ဒီယောဂဗဒ္ဒဝတီမြို့ကြာရောက်တဲ့အခါကျတော့ဗဒ္ဒဝတီတထေးအိမ်မှာတိရစ္ဆာန်တွေကစပြီးတော့သေတာအကုန်လုံးသေကုန်ကြသူတို့မိသားစု3ယောက်တထေးကြီးရယ်တထေးကြော်ရယ်သမီးတာမာဝတီရယ်သူတို့3ယောက်အလင်းမြန်အိမ်ကနေပစ္စည်းတွေမမောမနေတော့ပဲနဲ့အိမ်ကနေပြီးတော့စွန့်ခွာထွက်ပြေးလာခဲ့ကြထွက်ပြေးတဲ့အခါမှာဘယ်ကိုလာတာတော့ဆိုကောသမိပြည်ဘက်ကိုလာခဲ့တယ်ကောသမိပြည်မှာသူတို့တယောက်နဲ့တယောက်မမြင်ဘူးပဲနဲ့ကုံတယ်တွေကနဲ့တဆင့်အပြန်အလှန်လက်ဆောင်ပေးပြီးတော့နာမည်သိနေတဲ့တထေးတယောက်ကခောတိတထေးကြီးဒီခောဒကတထေးဆိုတာရှိတယ်ပေါ့နော်အဲ့ဒီခောဒကတထေးကြီးနဲ့ဒီဗဒ္ဒဝတီတထေးတို့ဟာမမြင်ဘူးပဲနဲ့မိတ်ဆွေဖြစ်နေကြတူတူလက်ဆောင်တွေပေးပြီးတော့မိတ်ဆွေတွေဖြစ်တယ်အဲ့ဒီတထေးအာကိုနဲ့ကောသမိပြည်ဘက်ကိုထွက်ပြေးလာခဲ့ကြတယ်ဆိုတာဆိုထွက်ပြေးလာတယ်ဆိုတာအဲ့ဒီခေတ်တုန်းက
ကားတို့ဘာလို့ရှိတာမဟုတ်တော့ကားနဲ့ပြေးလာလို့ရတာမဟုတ်ဘူးလေအင်မတန်မှလမ်းကျန်းခရီးပန်းပြီးတော့ဒီတောလမ်းတွေကိုဖြတ်တန်းပြီးတော့သူတို့ကောသမိပြည်ဘက်ကိုထွက်လာခရီးကလည်းအင်မတန်ပန်းလမ်းတွေကလည်းအင်မတန်ကျန်းဘယ်တော့မှခရီးပြင်းပြင်းမသွားဘူးတဲ့တထေးကြီးရောတထေးကတော်ကြီးရောသမီးရောတော်တော်ပင်ပန်းဆင်းရဲစွာဒီခန္ဓာကိုယ်အသားရည်တွေတော်တော်ကိုကြဆင်းသွားပြီးတော့မှကောသမိပြည်ကိုသူတို့ရောက်လာကြတယ်ဆင်းဆင်းရဲနဲ့ကောသမိပြည်ရောက်လာတဲ့အခါကျတော့တခါတည်းသွားပြီးတော့တထေးကောသမိကကောသကတထေးကြီးစီကိုချက်ချင်းသွားပြီးတော့မတွေ့ရဲဘူးဘာလို့လဲဆိုတော့ခကြီးကလည်းပင်ပန်းလာတော့လူကလည်းပဲကြွက်ဆုပ်လို့ဖြစ်နေနော်ပင်ပန်းပြီးတော့နေတဲ့အခါမှာဒီပုံစံနဲ့တော့သွားတွေ့လို့မကောင်းသေးဘူးလူဆိုတာလဲတခါကြတော့နော်သိဆင်းရဲနေတဲ့အခါကျတော့ချမ်းသာတဲ့လူကိုချက်ချင်းမတွေ့ရဲဘူးချက်ချင်းမတွေ့ရဲဘူးအဲ့ဒါကြောင့်မလို့တရက်နေ့ရဲ့ပန်းဖြေပြီးတော့လန်းဆန်းဖြစ်မှသွားတွေ့မယ်ဆိုပြီးတော့မြို့ပြင်ဘက်ကဇေယျကလေးတစ်ခုပေါ်မှာသားအမိသားဖ3ယောက်ခိတ္တဝင်နာပြီးတော့နေကြတယ်။ထမင်းကလည်းစားလိုက်တာစားစရာမရှိဘူး။စားရိတ်ခါတွေပြတ်လာ။အဲ့ဒါနဲ့ကောသကတထေးကြီးကလည်းပဲတရားတရားအမတန်ရှိတဲ့အခါကျဘာလို့တုံဆိုနေ့စဉ်ခရီးသွားတွေတို့စားရမယ်တောင်းရမယ်တွေတို့အဲ့ဒါတွေကိုနေ့စဉ်နဲ့အမြတ်မတ်တက်ထိုးပြီးတော့လာသမျှကျွေးမွေးနေတာအနာတပိန်တထေးကြီးလိုပဲသူကလည်းနော်ကုသိုလ်ပြုတာပေါ့အဲ့ဒီကုသိုလ်ပြုတဲ့ထမင်းရုံကိုသွားပြီးတော့သမီးကိုတောင်းခိုင်းတယ်ငါသမီးတို့ပင်ပန်းနေတယ်အဲ့တော့ထမင်းလေးပါလေးရရင်သွားတောင်းပါဆိုတထေးသမီးပဲလေခွက်ကလေးဆွဲပြီးတော့တောင်းဆွာရတာဆိုဘလောက်ရှက်လိုက်မလဲစဉ်းစားကြည့်ပေါ့နော်သို့တော့လူတွေစကားဆိုတာရှိတယ်မဟုတ်လားကြိုက်မရှက်ငတ်မရှက်ငတ်တော့မရှက်နိုင်တော့ဘူးလေခွက်ကလေးဆွဲပြီးတော့တရောင်းစားတွေနဲ့အတူလိုက်သွားသို့တော့ရုပ်ရည်လေးကတန်တန်ပြန့်ပြန့်ဆိုတော့တထေးသမီးဆိုရင်ညှိုးနွမ်းမိမယ်လို့ရုပ်ရည်ကတန်တန်ပြန့်ပြန့်ရှိတယ်အဲ့ဒါလို့သွားတောင်းတယ်သွားတောင်းတဲ့အခါကျတော့ထမင်းပွဲကိုကြွေးကြီးကြပ်တဲ့ပုဂ္ဂိုလ်ဒါနပွဲကိုကြီးကြပ်တဲ့ပုဂ္ဂိုလ်ကမေးတယ်သမီးဘယ်နှယောက်ယူမှလဲဘယ်နှယောက်စာလိုချင်တာလဲလို့ဆိုတော့ तू က3ယောက်စာလို့ပြောတော့3ယောက်စာထည့်ပေးလိုက်ပြီးတော့ပြန်လာပြီးတော့ तू အမေအဖေ तू 3ယောက်စာယူလာပြီးတော့ထမင်းမစားရတာကြာတဲ့အခါကျတော့အလုံးဟာစားနေကြတာတူငဲ့ကြတယ်ငဲ့တော့အမေလှုပ်တဲ့ပုဂ္ဂိုလ်ရောသမီးလှုပ်တဲ့ပုဂ္ဂိုလ်ရောအဖေပဲစားသူတို့မစားသေးဘူးအဖေဝအောင်စားလိုက်မဝတာကြာလာပြီဆိုပြီးတော့စေတနာနဲ့ကြွေးကြတာပေါ့နော်အဲ့တော့ဒါလည်းတတိထားစရာကောင်းတာပဲကျမ်းမာရေးဘိုက်ထဲမှာအစာပြတ်နေတဲ့အချိန်မှာနှိမ့်ခံပြီးတော့မစားရဘူးစားရင်ဒုက္ခရောက်တတ်တယ်ပေါ့ကျမ်းမာရေးရှုတော့ဥတွေကဒီအစာအာဟာရမစားရတဲ့အခါကျတော့အစာအိမ်ထဲကအက်ဆစ်တွေထွက်ပြီးတော့လူတွေရဲ့ဥတွေကိုလောင်းနေတတ်တယ်ပေါ့အဲ့ဒီချိန်မှာနှင်းကန်စားလို့ရှိရင်ဥပေါက်နိုင်တာနော်အဲ့ဒါလို့ဖြစ်နေအဲ့ဒါကြောင့်မလို့အဖေလှုပ်တဲ့ပုဂ္ဂိုလ်ကိုနှင်းကန်ကြွေးကြတဲ့အခါ3ယောက်စာ1ယောက်တည်းစားလိုက်တယ်ငတ်ပြက်နေညကြတော့ဘာဖြစ်လဲအစာမကြေတညလုံးအော့အံပြီးတော့မနဲ့လဲမိုးလင်းရောသေပါလေရောအဖေကြီးကဆုံးသွားရှာတယ်နော်ပင်ပန်းနဲ့ခရီးပန်းတာကလည်းပါတယ်အစာမကြေတဲ့ယောဂထပ်ဆင်းလိုက်တယ်ဆိုတာနဲ့ဗရဝတိတထေးကြီးဟာလမ်းဘေးကဇေယျပေါ်မှာတင်ဆုံးသွားတယ်ကဲဘလောက်ဒုက္ခရောက်လိုက်မလဲစဉ်းစားကြည့်နော်မျက်နှာဒီမျက်နှာငယ်နဲ့သူများရဲ့ဒေသမှာလာပြီးတော့အရင်တုန်းကတော့တထေးဆိုတာသူများကိုခိုင်းပြီးတော့နေတဲ့ပုဂ္ဂိုလ်တွေလေအဲ့ဒီမှာသားမိ2ယောက်ဟာဘလောက်ဒုက္ခရောက်လိုက်မလဲစဉ်းစားကြည့်ဟောနောက်တည့်ရက်ကျတော့ဒီလိုနဲ့အတုပပါချပြီးနောက်တည့်ရက်ရောက်တဲ့အခါကျတော့သွားပြီးထမင်းကျွေးတဲ့အချိန်ထမင်းဝေတဲ့အချိန်သွားပြန်ရောသမီးဘယ်2ယောက်စာတုံးဆို2ယောက်စာလို့ပြော2ယောက်စာပေးလိုက်သူကလည်းအမှတ်တင်ညာမရှိဘူးလူတွေကမှတ်တင်ညာမရှိတော့ဒီရောက်တဲ့အခါကျတော့အမေပဲစားဆိုပြီးတော့ပေးလိုက်တော့
အမေကလည်းမစားရတာကြတော့နှစ်ယောက်စားတစ်ယောက်တည်းစားညကြတော့အစာမကြေအော့အံပြီးတေးပြန်ရောအမေဟာသမီးလေးတစ်ယောက်ချမ်းနော်ကဲဘလောက်ဒုက္ခရောက်လိုက်မယ်ဆိုတာစဉ်းစားကြည့်ဘဝဒီအဖြစ်မျိုးကမဖြစ်နိုင်ဘူးလို့မပြောနဲ့ဒီနေ့ခေတ်မှာလည်းပဲရှိနိုင်တဲ့အဖြစ်မျိုးတွေပဲပေါ့ဩနောက်တည့်ရက်ကြတော့အဖေလည်းမရှိတော့ဘူးအမေလည်းမရှိတော့ဘူးသူတစ်ယောက်တည်းခွက်ကလေးဆွဲပြီးတော့သမင်းယုံသွားပြန်သွားတော့မေးနေကြမေးတယ်ဘယ်နှယောက်စားတော့ဆိုတစ်ယောက်စားဆိုအဲ့ဒီသမင်းဝေပြီးကြီးကြက်တဲ့လူကမှတ်မိဒီကောင်မလေး3ရက်ရှိပြီပထမနေ့က3ယောက်စားဒီနေ့2ယောက်စားတနေ့ကမနေ့က2ယောက်စားဒီနေ့တော့1ယောက်စားဆိုသူကအထင်လွဲသွားတယ်ဒီကောင်မလေးပိုတောင်းတယ်လို့ထင်တယ်ပိုတောင်းတယ်ထင်တော့ခက်မှမှပြောလိုက်တာနင်ကနင်းပိုက်ကိုဒီနေ့မှသိတာလားပေါ့လေတနေ့တုန်းကတော့3ယောက်စာတောင်းတယ်မနေ့က2ယောက်စာတောင်းတယ်ဒီနေ့မှ1ယောက်စာတောင်းရလားဆိုပြီးတော့ခက်မှမှပြောလိုက်တဲ့အခါကျတော့တထေးသမီးဆိုတော့ရှက်တာပေါ့နော်ငိုပြီးတော့သူကပြောတယ်မဟုတ်ပါဘူးဆိုပြီးတော့အမေသေးတဲ့အကြောင်းအဖေသေးတဲ့အကြောင်းသူတို့ဟာဘယ်ကလာတယ်ဆိုတာတွေသူ့ဇာတ်ကြောင်းကိုပြောတဲ့အခါကျတော့အဲ့ဒီလူကတနာသွားတော့သမီးဒီလိုဆိုလို့ရှိရင်စိတ်မပူနဲ့ဆိုပြီးတော့သူ့အိမ်ခေါ်သွားပြီးတော့သမီးဖြစ်မွေးစားထားတယ်နော်ကံကောင်းသွားပြီကံဆိုးရကနေကံကောင်းလာပြန်အဲ့ဒီလူကဂေါတကတထေးကြီးရဲ့အလှူကိုကြီးကြပ်တဲ့တကြွယ်ပေါ့ခေါ်သွားတော့နေ့စဉ်နဲ့အမျှအလှူပွဲမှာလူတွေတိုးကြတရောင်းသားတွေတိုးကြခွက်ခုတ်ကြရံဖြစ်ကြဒါတွေကလည်းရှိတာအဲ့တော့အာမောဒီကပြောတယ်ဒီလူတွေငြိမ်အောင်လုပ်လို့မရဘူးလားနေ့စဉ်နဲ့ညအခုလိုတိုးနေတာမကောင်းဘူးပေါ့လေဘယ်လိုလုပ်မလဲလွယ်ပါတယ်နော်မတိုးနိုင်အောင်တကားနှစ်ပေါက်ထားမယ်ဒါကဝင်ပေါက်ကျန်တာကထွက်ပေါက်ကျန်တာတွေကိုကာထားလိုက်မယ်နော်တယောက်ချင်းဝင်ခိုင်းမယ်တယောက်ချင်းဝင်ပြီးတော့ဝင်တဲ့ပေါက်ကဝင်ထွက်တဲ့ပေါက်ကထွက်လို့ရှိရင်လူတွေစုပြုံတုံးစရာမလိုဘူးလို့သူကကြံပေးတော့အဲ့ဒီသမင်းကျွေးယုံမှာကြီးကြပ်တဲ့သူကျွဲကသူ့သမီးပြောတာမွေးစားသမီးလေးပြောတဲ့အကြံအတိုင်းပဲလုံးလိုက်တဲ့အခါကျတော့ဆူညံမှုတွေရောကြသွားတယ်အဲ့ဒီချိန်မှာခါတိုင်းဆူဆူညံညံဆိုရင်သမင်းကျွေးနေပြီဟေးလို့ဂေါတကတထေးကြီးကလာမကြည့်ပေမဲ့သိတယ်ဒီနေ့ကျတော့အတန်နေတိတ်နေတော့သူကဒီနေ့ဘာသာမှမကြားပါလားလို့ဆိုပြီးတော့သမင်းယုံကြီးကြပ်တဲ့သူ့ရဲ့သူ့ကျွဲလက်ထောက်ကိုခေါ်ပြီးတော့မေးတဲ့အခါကျတော့သူကအတန်ငိမ်အောင်လှုပ်ထားလို့ပါအရင်တော့ကမင်းဘာလို့မလုပ်လဲအရင်တော့ကမသိလို့အခုတော့ဘယ်လိုကြောင့်သိတာလဲသူသမီးကနေပြီးတော့အကြံဉာဏ်ပေးလို့မင်းမှသမီးရှိတယ်လို့ငါမကြားဘူးပါဘူးပေါ့အဲ့ဒီကြတော့မှသူကဇာတ်ကြောင်းပြန်ပြီးတော့ပြောတာဗဒ္ဒဝတိတထေးမိသားစု3ယောက်ရောက်လာတဲ့အကြောင်းဆိုတော့ဂေါတကတထေးကြီးကဟာငါနဲ့မမြင်ဘူးတဲ့မိတ်ဆွေပဲဖြစ်ရအဲ့ဒါဆိုမင်းငါ့ကိုပြောရမှာပေါ့ဘာလို့မပြောဘဲနဲ့တိတ်တိတ်ခေါ်ထားသလဲဆိုတထေးကြီးကတာမဝတီကိုအိမ်ခေါ်ပြီးသမီးကြီးရမွေးပြီးတော့အချမ်းရံ900နဲ့သမီးကိုဆောင်းလျှောက်ထားလိုက်တာဟောကံကကောင်းတဲ့ကောင်းသွားတယ်နော်ကုသိုလ်ကံဆိုတာပြောလို့မရဘူးလူဟာကုသိုလ်ကံမကုံသိလို့ရှင်အကောင်းဘက်ကိုပြန်လှည့်လာဂေါတကတထေးကြီးဆိုတာအဲ့ဒီမှာနာမည်ကြီးတဲ့တထေးဆိုသူကမွေးစားလိုက်တယ်အဲ့ဒါလို့မွေးစားရင်ကနေပြီးတော့နောက်ဆုံးကြတော့ဥဒိဏမင်းကြီးကမြင်တဲ့အခါကျတော့တာမဝတီကိုမိဖုရားအဖြစ်ကောက်ယူသွားတယ်ပေါ့ဟောအဲ့ဒီကြတော့တာမဝတီနဲ့သူ့ရဲ့အချမ်းရံအမျိုးသမီး900နန်းတော်ရောက်သွားပြီတထေးသမီးကမိဖုရားဖြစ်သွားပြန်တယ်ပေါ့အဆင့်တန်းကတဖြည်းဖြည်းနဲ့တက်သွားလိုက်တာနော်တက်သွားလိုက်တာလူဘဝဆိုတာနှိမ့်တုံမြင့်တုံကံအတိုင်းပဲနှိမ့်ကြတဲ့အခါနှိမ့်ကြတယ်မြင့်လာတဲ့အခါမြင့်တယ်နန်းတော်ရောက်သွားတဲ့အခါကျတော့ချမ်းချမ်းသာသာနဲ့ဘုရင်ကြီးရဲ့နန်းဆောင်မှာသူကစံစားရတဲ့မိသားစုထဲမှာတာမဝတီမိဖုရားဆိုတာဖြစ်သွားတယ်ပေါ့နော်အဲ့တော့ကံကောင်းတယ်ဆိုတာတစ်လျှောက်လုံးကံကောင်းလာလို့ဆိုတော့တစ်လျှောက်လုံးတော့ကံကောင်းတာမဟုတ်ဘူးအဲ့တော့ဒီနေရာမှာသူ့ရဲ့အချမ်းရံနန်းတော်ကြမှာဒီအမျိုးသမီး
အချမ်းရံရတာလားခုတ်ဆုတ်တရာကနန်းတော်မှာရောက်တာလားသို့မဟုတ်ဂောဒကတထေးအိမ်ကလေးကသူနဲ့ပါသွားတာလားဆိုတာတော့မသိရဘူးပေါ့ဇာလန်းထဲမှာအဲ့ဒီမှာသူ့ရဲ့အနိကပြုစုပေးနေတဲ့ခါလေးနည်းနည်းကုန်းနေတဲ့ဥတ္တရာဆိုတဲ့ကျွမ်းမရှိတယ်ထက်ထက်မြက်မြက်ရှိတယ်သူကအင်တမတ်ထက်မြက်တယ်တနေ့ကျတော့ဒီသာမဝတိမိဖုရားကိုဥဒိဏဘုရင်ကြီးကသူ့အိမ်မှာအဲ့ဒီခေတ်ကတော့အမျိုးသမီးတွေပန်းပန်ကြတာဟိုနော်ဗမာပြည်မှာလည်းငကိုယ်တော့ခေါင်းတစ်ကောင်လုံးပန်းနေဝေးနေအောင်ပန်ကြတယ်ခုတော့သိပ်ပန်တဲ့လူသိပ်တော့မတွေ့တော့ဘူးနော်ဆိုရင်တွေကလည်းတိုးကုန်တာဟိုအရင်တော့ကတော့ဘိစဝတ်ကြီးတွေနဲ့နေတာဟိုခုခေတ်ကတော့ပန်မွေးရနည်းနည်းခက်သွားပြီစာတိုခုံဝဲဆိုတော့ပန်းလို့လည်းအဆင်ပြေမှာမဟုတ်တော့ဘူးနော်အဲ့တော့စံတိုရာကနေပြီးတချို့ကရုံးတောင်ဖြစ်လာအဲ့တော့ပန်းမှုအဆင်မပြေတော့လို့လားမသိဘူးရှင်းတုန်းကတော့အဲ့ဒီပန်းဥဒိဏမင်းကြီးကသာမဝတိမိဖုရားအတွက်တနေ့ကို8ချက်ပန်းဘိုး8ချက်ပေးတယ်တိတန့်ပေးတာနော်အဲ့ဒီပန်းကိုဘယ်သူကသွားဝယ်ပေးရတော့ဆိုခုတ်ဆုတ်တရာသွားဝယ်တာသူကဝယ်တဲ့အခါကျတော့ထုံးစံတိုင်းပဲဘုရားလက်ထက်ကလူတွေနဲ့ကနေ့လူတွေတူတူပဲတော့ပန်းသွားဝယ်တဲ့အခါကျတော့4ချက်ဖိုးဝယ်လာပြီးတော့4ချက်သူကအုပ်ထားတာနေ့စဉ်နဲ့အမျှနော်4ချက်ကိုယူလိုက်တယ်အဲ့ဒါဈေးဝယ်ခိုင်းတဲ့အခါတတိတော့ထားပါဒါမျိုးတွေရှိတတ်တာပေါ့နော်4ချက်ဖိုးပဲဝယ်ပြီးတော့4ချက်ဖိုးသူယူ4ချက်ကိုသူယူထားလိုက်တယ်အဲ့လိုနဲ့ဟိုကလည်းနတ်တော်ပေါ်မှာနေတဲ့သာမဝတိမိဖုရားဘယ်သိမလဲနော်ဘယ်သိမလဲ4ချက်ဖိုးပန်းယူသွားတယ်ဘုရင်ကြီးက8ချက်ပေးတာအော်ပန်းကဒီလောက်ရတာလားဈေးတက်လို့ဖြစ်မှာပေါ့လို့အောင်းမိမှာပေါ့နော်အဲ့ဒါလိုနဲ့နေတာတနေ့ကျတော့သူကပန်းတယ်ကသူမနာလို့ဆိုရယ်ပန်းတယ်စီပန်းသွားဝယ်ရတာတနေ့တော့လူတွေကကံကောင်းကျင်တဲ့အခါကျတော့အလှည့်အပြောင်းလေးတွေကဖြစ်လာတတ်တယ်ပေါ့အဲ့ဒီသူမနာပန်းတယ်ကခိုးစုတ်တရာပန်းလာဝယ်တဲ့အချိန်မှာဘာပြောတော့ဆိုငါအိမ်မှာတဲ့ဖះအမှုရှိတဲ့တန်ဃာတွေကိုငါပင့်ထားတယ်ဒီနေ့ဆွမ်းကပ်ခြင်းတယ်အဲ့တော့ပန်းကိုနောက်မှယူငါ့ကိုဝိုင်းလောက်ပါအောင်လို့ဆိုပြီးတော့ခိုးစုတ်တရာကိုအိမ်မှာဘုန်းကြီးတွေဆွမ်းကပ်တာကိုဝိုင်းလောက်ခိုင်းတယ်နော်ဝိုင်းလောက်ခိုင်းပြီးတော့မြတ်စွာဘုရားကတရားဟောတဲ့အခါမှာခိုးစုတ်တရာကရိုးသေးသေးစိတ်ဝင်စားပြီးတော့နားထောင်ပန်းဝယ်လာရင်တော့ကြုံလို့ဝင်တရားနာတာဝိုင်းပြီးတော့လှုပ်တာအလှပွဲမှာဝိုင်းလှုပ်ရင်းကနေပြီးတော့တရားနာရင်းကဘာဖြစ်တုံဆိုတော့ဘုရားဟောတဲ့တရားသူကညံထက်တာညံထက်တော့မြတ်စွာဘုရားဟောတဲ့တရားကိုနာရင်းနဲ့သဘောတွေကြာပြီးတော့မြတ်စွာဘုရားဟောတဲ့ဒီကျင့်စဉ်တစ်ခုတိုင်းချင့်ရင်းကနေပြီးသူဘာဖြစ်သွားတော့ဆိုတရားပွဲလဲတရားလဲဟောပြီးရောသူသောတာပန်ဖြစ်သွားတယ်သောတာပန်ဖြစ်သွားတယ်ဆိုတဲ့အခါမှာခုနလိုတနေ့ကို4ချက်တူတာမတူတော့ဘာလို့လဲဆိုရိုးသားဖြောင့်မတ်မှုအပြည့်ရပါပြီပေါ့နော်အဲ့တော့အဲ့ဒါကိုစဉ်းစားကြည့်လူတွေဟာသောတာပန်မဖြစ်သေးလို့လစ်နေကြတာလို့ဒီလိုပြောမှာပဲနော်သူများဥစ္စာကိုယူတာဟာဒီသောတာပန်မဖြစ်သေးလို့ဖြစ်ပြီးဆိုလို့ရှိရင်မတ္တမရိုးသားဖြောင့်မတ်တဲ့ပုဂ္ဂိုလ်တွေဖြစ်သွားကြတယ်အဲ့ဒါနဲ့အဲ့ဒီနေ့မှာ8ချက်ဖို့အပြည့်ဝယ်သွားတော့ပန်းတွေကတပွေကြီးဖြစ်နေတာတပွေကြီးဖြစ်တော့သာမဝတိကမေးတယ်မိဖုရားကဘယ်နဲ့လဲဘုရင်ကြီးကဒီနေ့ပန်းပိုးတွေပို့ပေးတာလားပန်းတွေများလာကြီးလားပေါ့မဟုတ်ပါဘူးတဲ့အရင်ကလည်း8ချက်ဒီဘောအရင်တုန်းကပေးတော့ပန်းဒီလောက်မှမရပဲနဲ့အခုအများကြီးရတာဆိုတော့သူကလည်းရိုးရိုးလေးပဲပြောတာပဲအရင်တုန်းက4ချက်သူယူထားတာတဲ့4ချက်ဖိုးပဲဝယ်လာတာဆိုတော့သာမဝတိမိဖုရားလည်းစိတ်ဓာတ်အမှန်တန်ကောင်းတယ်စိတ်မကောင်းတဲ့လူဆိုဘယ်မလဲငါပိဿံတွေယူထားတာကောင်းမဆိုပြီးတော့ရိုက်ခံမှာပဲနော်အဲ့ဒါလိုနေလိမ့်မယ်ထင်တယ်နော်ဟောသာမဝတိအဲ့လိုမလုပ်ဘူးစာနာပြီးတော့အခုတော့ဘာလို့မယူလဲတဲ့ဒီနေ့တော့ခရိုင်းယူနေကြယူပါလားတဲ့ဘာလို့မယူတာလဲလို့ဆိုတော့သူကဖရာတရားနာခဲ့ရလို့သူစိတ်ထဲမှာမယိုးသားတဲ့စိတ်တွေမရှိတော့ဘူးတဲ့၅ပါးသီလကိုလုံးဝလုံသွားပြီလို့ပြောတော့ဟဲအဲ့ဒီတရားငါတို့လည်းနာကျင်လိုက်တာဟောစိတ်ကောင်းရှိတဲ့ပုဂ္ဂိုလ်တွေကကြည်နော်စိတ်ကောင်းရှိတဲ့ပုဂ္ဂိုလ်ကမကောင်းတာနဲ့တွေ့လေအကောင်းဖြစ်တယ်
ဒါကိုသင်ခန်းစာယူဖို့လူတွေကမကောင်းတာတွေးလို့မကောင်းတာဖြစ်ရတယ်လို့အပြစ်မတင်လေနဲ့သူတော်ကောင်းဆိုတာမကောင်းတာတွေးလေအကောင်းဖြစ်သွားတယ်စိတ်တွေးပုံညမတူဘူးအမှန်တမ်းခြားနာတယ်ပေါ့အဲ့တော့သူတော်ကောင်းဆိုတော့သူတော်ကောင်းစိတ်နဲ့ပဲပြန်တွေးလိုက်တယ်အဲ့ဒီတရားမျိုးငါတို့လည်းနာကျင်လိုက်တာငါ့ကိုပြန်ဟောပါလားလို့ဆိုတော့မိဖုရားကြီးကခိုင်းတော့သူကဘလို့ပြောတော့ဆိုတရားဟောတယ်ဆိုတာတဲ့အမှန်တမ်းမြင့်မြတ်တဲ့တရားကမြင့်မြတ်တာဖြစ်သောကြောင့်ဒီပုံစံနဲ့သူများရဲ့အစေပါလုပ်ပြီးတော့အောက်တန်းကြတဲ့ဘဝမှာတရားဟောလို့တရားပါနှိမ့်ကျသွားနိုင်တယ်ပေါ့ဒါကြောင့်မို့သမ္မာဝတိမိဖုရားကတာမန်မခိုင်းတော့ပဲနဲ့သူ့ကိုရေမိုးချိုးနော်ကြာကြာနာနာအဝတ်တစ်တွေပါလေလဲပြီးတော့ထိုင်ကုန်နဲ့ထိုင်ခိုင်းပြီးတော့သူတို့ကတရားနာကြတာတရားကိုလေးစားသောအဖြစ်အဲ့ဒါလိုတရားနာကြတရားနာတော့ခုတ်ဆုတ်တရာကမြတ်စွာဘုရားဟောတဲ့တရားကိုသူပြန်ဟောပြတယ်မှတ်ဉာဏ်ကလည်းအမှန်တမ်းကောင်းတယ်ဘုရားဟောတာတလုံးမကြံသူမှတ်ပြီးတော့ပြန်ဟောတာပြန်ဟောတော့သမ္မာဝတိမိဖုရားနဲ့အချမ်းရံ900လုံးဟာသောတာပန်ဖြစ်သွားကြတယ်ဒီတရားနာရင်ကနေသောတာပန်ဖြစ်သွား။အော်ကျေးဇူးကြည်လိုက်တာလို့ဆိုသမ္မာဝတိကဒီနေ့ကနေစပြီးတော့သူ့ကိုအမေဒီအလုပ်ကိုမလုပ်နဲ့တော့ကျမတို့အလုပ်ငန်းတွေမလုပ်နဲ့နော်ဒီနေ့ကစပြီးတော့အမေအရာနဲ့ဆရာမကြီးအရာထားလိုက်တယ်ပေါ့နော်သူကခုတ်ဆုတ်တရာအဲ့ဒါလိုဖြစ်တာ promotion ရသွားတယ်ပေါ့နော်အဲ့တော့ကံကောင်းလာတာအဲ့တော့ promotion ရပြီးတော့သူကမိဖုရားတွေဆိုတာအပြင်ထွက်ခွင့်ရတာမဟုတ်ဘူးအဲ့တော့ခုတ်ဆုတ်တရာအပြင်ထွက်ရင်ဘုရားကြောင်းသွားတရားနာပြန်ဟောနေ့စဉ်နဲ့အများအဲ့ဒါလိုသူကပြန်ဟောတာဘုရားကြောင်းသွားတရားနာနေစဉ်ပြန်ဟောဒီလိုနဲ့အစဉ်ပြေးနေကြတာပေါ့နော်အစဉ်ပြေးနေကြတာသောတာပန်နာဖြစ်ပြီမဲ့လို့ဘုရားကိုမမြင်ဘူးကြမမြင်ဘူးတဲ့အခါကျတော့ဘုရားကိုကြည့်ကျင်တယ်ကြောင်းလိုက်ချင်တယ်ဆိုတော့ဘုရင်ကြီးကခွင့်ပြုမှာမဟုတ်ဘူးဘုရားဘာသာဘုရင်လည်းမဟုတ်သေးဘူးအဲ့ဒီအချိန်အဲ့တော့ခုတ်ဆုတ်တရာအကြံပေးတယ်ဘုရားဒီလမ်းဆွမ်းခံကြွလာလိမ့်မယ်တဲ့ဒီနန်းတော်ကနိုင်ငံကိုအပေါက်ကလေးတွေဖောက်ပြီးအဲ့ဒီအပေါက်ကလေးကပဲချောင်းကြည့်ကြပါလို့ပြောပါတယ်နော်အဲ့တော့သမ္မာဝတိတို့ကဘုရားကိုဖူးချင်ကြတော့ဘာလို့ရအောင်ဆိုနန်းတော်မှာအပေါက်ကလေးတွေဖောက်ပြီးတော့အဲ့ဒီအပေါက်ကလေးတွေကိုမျက်လုံးနဲ့ကပ်ပြီးတော့ချောင်းကြည့်ကြအဲ့ဒီကနေဘုရားကိုပူဇော်ကြတယ်နောက်ဆုံးမှနိုင်ငံတွေကိုဘာလို့ဖောက်ထားတာတုံးလို့ဘုရင်ကြီးကတွေ့သွားတဲ့အခါမှာဒီလိုပဲဘုရားဖူးတဲ့အကြောင်းကိုပြောတော့သူတို့အတွက်လေသာပြတင်းပေါက်တွေဖောက်ပေးလိုက်တယ်တဲ့ဘုရင်ကြီးကကျဲကျဲဖူးလို့ရအောင်အဲ့ဒီခေတ်ကစပြီးတော့အလုံးပိတ်ထားတဲ့နန်းရင်ပြင်တွေမှာနန်းတော်တွေမှာနတ်ပြတ်အဆောင်တွေမှာဒီပြတင်းပေါက်တွေဟာတက်ဆင်လာတယ်လို့ဒီလိုဆိုရပေါ့နော်ကဲအဲ့တော့ဒီခုတ်ဆုတ်တရာဟာဘာကြောင့်ဒီလိုဉာဏ်ထက်မြက်ရတရားတစ်ခါနာတာနဲ့သောတာပန်ဖြစ်သွားတယ်ဒါဖြင့်ခါလေးကဘာဖြစ်လို့ကုန်းရတယ်သူတစ်ပါးရဲ့အစေခံဘာဖြစ်လို့ဖြစ်ရဘဝဆိုတာကိုလုတ်ခဲ့တာတွေနဲ့ကိုပတ်သက်တယ်အမှန်တမ်းတတိထားစရာပေါ့နော်ဒီဘဝမှာပညာထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်ပေမဲ့လို့ဘာဖြစ်တုံဆိုရင်ရုပ်ပြက်ဆင်းပြက်ခါကလေးကကုန်းနေတယ်သူတစ်ပါးအိမ်မှာအစေခံလောက်ရတယ်ဟောအစစ်မမြက်တဲ့မျိုးရိုးမှာဖြစ်ပြီးတော့အစေခံလောက်ရတယ်သို့တော့သူ့ရဲ့အသိဉာဏ်ဟာအမှန်တမ်းထက်မြက်တယ်ပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူဘာဖြစ်လို့ဒီလိုဖြစ်ရတော့ဆိုဖယားမပွင့်တဲ့အချိန်မှာပိစိကဗုဒ္ဓတွေပွင့်တယ်အဲ့ဒီပိစိကဗုဒ္ဓတွေတခါတော့ကသမ္မာဝတီတို့အပါဝင်ပေါ့သူတို့ကဘဝမှာတူတူဖြစ်လေရှိကြခုတ်ဆုတ်တရာလည်းအဲ့ဒီထဲမှာပါတယ်အဲ့ဒီတုန်းကတော့သူကအစင်တန်းတူဖြစ်ပုံရတယ်အဲ့ဒီပိစိကဗုဒ္ဓအရှင်မြတ်ဒီနန်းတော်ကြွလာတဲ့အခါမှာဆွန်းနေပူပူကြီးချက်ပြီးတော့လောင်းကြတဲ့အခါကျတော့တပိတ်ထဲထည့်လိုက်တော့တပိတ်ကပူနေတာနော်တပိတ်ကတားပူတော့ပိစိကဗုဒ္ဓလက်ပူတာနဲ့ဟိုဘက်ပြောင်းလိုက်ဒီဘက်ပြောင်းလဲကြိုင်တာအဲ့တော့ဒီခုတ်ဆုတ်တရာအလောင်းအမျိုးသမီးကသူကဆင်ဆွယ်လက်ကောက်တွေဝတ်ထားတာတစ်ဖက်ကို400လောက်ဆင်ဆွယ်လက်ကောက်တွေဝတ်ထားတာအဲ့ဒီဆင်ဆွယ်လက်ကောက်ကြီးကိုချွတ်ပြီးတော့တပိတ်အောက်ကနေခံပေးလိုက်တာပေါ့နော်
ခံပြီးတော့ပိစိကဗုဒ္ဓတွေကိုအဲ့တပိတ်ခြေဖြစ်စင်စွယ်လက်ကောက်ကြီးတွေကိုဖြုတ်ပြီးတော့လှူခဲ့တယ်ကလမတွေဝတ်တဲ့လက်ကောက်ကြီးတွေမြင်မှုပါလိမ့်မယ်အကြီးကြီးတွေဖြစ်ပါလိမ့်မယ်နော်တပိတ်အောက်ကအဲ့ဒီစင်စွယ်လက်ကောက်လှူလိုက်တာကြောင့်မို့လို့သူကဉာဏ်ပညာထက်တာတဲ့အလွန်ဉာဏ်ပညာထက်တယ်ဘုရားဟောတဲ့တရားတွေမှတ်မိတယ်တခါတရားနာရတာနဲ့သောတာပန်ဖြစ်တယ်ဆိုတဲ့ဉာဏ်ပညာထက်မြက်မှုကိုရသူဘာဖြစ်လို့ခါကုန်းတဲ့ဘဝရောက်သွားတာတုံးလို့ဆိုတော့အဲ့ဒီအိမ်ကိုဆွမ်းသားကြွလာတဲ့ပိစိကဗုဒ္ဓတပါးကခါကလေးကုန်းနေတာခါလေးကုန်းနေတော့သူအပေါင်းအသင်းတွေကိုလှုပ်ပြတာပေါ့တပည့်ကလေးကိုပိစိကဗုဒ္ဓသင်္ကန်းလေးလို့ပတ်ပြီးတော့ရွှေကုတ်ကလေးကိုပွေ့ပြီးတော့ဒုပိစိကဗုဒ္ဓကဟောရလိုလေးကြွတာလို့ဆိုခါလေးကုန်းပြီးတော့ပြောင်းတာပေါ့နော်ခကုံးမှဖြစ်သွားတာအဲ့ဒါကြောင့်နော်အဲ့ဒါအလွန်ကြောက်စရာကောင်းတယ်နော်သူတို့ကတော့ရည်စရာလောက်ကြတာပဲရည်စရာလောက်တာပဲမလို့ဒီရည်စရာဒီကိုယ့်အတွက်ကိုဟာအရည်ခံရတဲ့ဘဝရောက်သွားတာပေါ့အမှန်တမ်းကြောက်စရာကောင်းတာပေါ့ရည်စရာပြောင်နောက်လှုပ်ခြင်းဟာဒီအမှန်တမ်းမွန်မြတ်တဲ့ဂုဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကိုသွားပြောင်းပြီးလို့ရှိရင်ပြဿနာဒုက္ခရောက်တတ်တယ်ပေါ့အဲ့ဒါနဲ့သူကခါကုန်းတဲ့ဘဝရောက်သွားတယ်ဟောနောက်တစ်ခုဘာဖြစ်လို့သူကအိမ်စီကျွန်မအနေနဲ့သူများအခိုင်းစီခံရတဲ့ဘဝရောက်သွားတယ်ဒါလည်းတတိထားစရာကောင်းတယ်တခုသောဘဝမှာသူကတထေသမီးဆိုတော့အလှပြင်တာပေါ့နော်အလှပြင်နေတဲ့အချိန်မှာသူနဲ့ရင်းနှီးတဲ့ဘိက္ခုနီမအိမ်လာကြအိမ်လာတဲ့အခါသူ့နားမှာခိုင်းเสียလူကမရှိတဲ့အခါကျတော့ဗမာတွေလိုပဲနော်ဗမာတွေလည်းပဲအဲ့ဒီလိုခိုင်းတတ်တဲ့အလေးထားရှိတယ်ခိုင်းတဲ့အခါကျတော့ကြော့ပါရဲ့ဟုတ်ကြော့တာလည်းမဟုတ်ဘူးပါဇက်ကကြော့ပါရဲ့နော်ကြော့ပါရဲ့ဒါလေးလုတ်ပေးစမ်းပါလို့ဆိုကြော့ပါရဲ့ဆိုတာနဲ့လွတ်တယ်လို့ထင်နေတာသူကနော်ကြော့ပါရဲ့ဟိုနားလေးကနတ်တုံးလေးကြောက်ပြင်းလေးယူပေးစမ်းပါလို့ယဟန္တာဘိက္ခုနီမကိုသွားခိုင်းလိုက်တာသူကနော်အနာနာမှာခိုင်းကြလို့မရှိတော့ကြော့ပါရဲ့အရှင်မဒါလေးယူပေးစမ်းပါလို့ဆိုခိုင်းတယ်ပေါ့လေးလို့အောင်းမိတာအဲ့တော့ဘိက္ခုနီမကသိတယ်ငါ့ကိုခိုင်းပြီငါမလုပ်ဘူးဆိုရင် तू ကစိတ်ဆိုးမယ်စိတ်ဆိုးရင်ငရဲကြနော်ဒေါသဖြစ်ရင်ငရဲကြအခုခိုင်းတာသူခိုင်းတာလေးကိုငါလှုပ်ပေးလိုက်လို့ရှိရင်ဖြစ်လျာဘဝမှာတော့ तू အစေခံဖြစ်တော့မှာပဲငရဲကြတာနဲ့အစေခံဖြစ်တာဒီနှစ်ခုဟာအစေခံဖြစ်တာကတက်တာလေးတယ်ငရဲကြရင်ဒီတဲ့ခံရလိမ့်မယ်သူ့ပေါ်မှာတနာတဲ့စိတ်နဲ့ဘိက္ခုနီမက तू ခိုင်းတာလေးကိုလှုပ်ပေးလိုက်တယ်အဲ့ဒါတတိထားစရာပေါ့နော်ကြောပါရဲ့တို့ဒါမျိုးလုံးကြသေးတယ်ကိုယ်ရဲ့ကြီးတဲ့ပုဂ္ဂိုလ်လည်းပဲမယုံမသေးရပါသေးတယ်အဲ့ဒါတော့သေချာပိုးပြီးတော့ကောင်းတယ်ကြောပါရဲ့တဲ့ကောင်းတယ်သူခိုင်းတာမယုံမသေးဆိုတဲ့အတိုင်းတကယ်ကိုမယုံသေးလို့ခိုင်းတာနော်ရှုသေးမှမဟုတ်တာမယုံမသေးဆိုပြီးတော့မယုံမသေးဒါလေးလုပ်ပေးသားမှာဆိုကြတယ်သူကမယုံမသေးလုပ်တာပဲဒါအဲ့ဒါကပို့ပြီးတော့ဟိုအပြစ်ပိုကြီးလာတော့ဆရာရှိတယ်နော်အဲ့တော့ဗမာတွေဘယ်သူကစလိုက်တယ်မသိဘူးမယုံမသေးဒါလေးလုပ်ပေးစမ်းပါတော့မယုံမသေးတဲ့နော်အေးဒီခုတ်ဆုတ်တရာဟာအဲ့ဒီလိုယဟန္တာဘိက္ခုနီမကိုခိုင်းခဲ့လို့သူကကြုံမဖြစ်ရဒီလိုဖြစ်တာဟောနောက်တစ်ခုဒါသူ့ဘဝနဲ့ပတ်သက်တာ၃ခုရှိတယ်ခါကုန်းတာရယ်ကြုံမဖြစ်တာရယ်အတိညာထက်မြက်တာရယ်ဟောကုသိုလ်ကောင်းမှုဆိုတာဒီအင်မတန်မှတန်မိုးရှိတယ်ခုနကစင်စွယ်လက်ကောက်လေးကိုတပိတ်အောက်ကခံပြီးတော့လှူလိုက်တာဉာဏ်သွေးထက်မြက်မှုအတွက်အထောက်အကူဖြစ်သွားအဲ့ဒါဘလို့ဆက်ထားတော့လို့တွေးကြည့်ဖို့လိုအပ်တာပေါ့နော်ဘာဖြစ်လို့ဒီလက်ကောက်လေးလှူတာနဲ့ဉာဏ်ကောင်းရတာလဲလို့ဆိုတဲ့အခါမှာတပိတ်ပူတယ်ဆိုတော့ဆင်းရဲဒုက္ခဖြစ်တာပေါ့နော်လက်ကိုပူတော့ဆင်းရဲတာအဲ့ဒီလက်အပူကိုတက်တာအောင်လုပ်လိုက်ခြင်းအပြင်ချမ်းသာမှုရချမ်းသာမှုရခြင်းကလူရဲ့စိတ်ကိုကြည်နူးစေတယ်ကြည်နူးစေတဲ့အခါစိတ်တည်ကြည်တယ်တည်ကြည်တဲ့အခါကျတော့တမာတိရတာပေါ့တမာတိရလို့ရှိရင်ဉာဏ်ဖြစ်တယ်ဆိုတဲ့အကြောင်းအကျိုးဒီလိုဆက်သွားတာမို့ဉာဏ်ကောင်းခြင်းဆိုတဲ့အတိတ်
အကျိုးကျေးဇူးကိုခံရတယ်လို့ဒီလိုဆိုတာပေါ့နော်အဲ့ဒီမှာသာမဝတိမိဖုရားတို့ကလည်းကုသိုလ်ကောင်းမှုတွေသူတို့အတူပြုပေါ်ပြုပဲဖြစ်ကြတယ်သို့တော့သာမဝတိမိဖုရားဟာဒီတထေသမီးဘဝကနေပြီးတော့ယောဂဖြစ်လို့တရတကြီးထွက်ပြေးလာရတယ်စင်စင်ရဲရဲနဲ့တရောင်းစားဘဝလို့တောင်းစားရသေးတယ်အဲ့ဒီနောက်ပိုင်းကျတော့တကြွဲ့သမီးအဖြစ်မွေးစားခံရတယ်နောက်ဆုံးတထေးကြီးရဲ့သမီးဖြစ်မွေးစားခံရတယ်အဲ့ဒီကနေတဆင့်တက်ပြီးတော့ဘုရင်မင်းကြီးရဲ့မိဖုရားဆိုပြီးတော့ဖြစ်သွားတယ်နော်သို့တော့သူလုပ်ခဲ့တဲ့အကုသိုလ်ကံတွေကလည်းမသေးဘူးသူကလည်းလူဆိုတာကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်မကောင်းတာလုပ်လို့မကောင်းတဲ့အကုသိုလ်ကအကျိုးပေးလက်နဲ့ကြုံရင်မကောင်းတာဖြစ်တတ်တယ်အဲ့တော့တချို့ကထင်ကြတယ်ငါဒီဘဝကောင်းတာတွေလေးကြီးပဲလုပ်တာမကောင်းတာတွေဘာလို့ဖြစ်ရလဲလို့တွေးပြီးတော့ကုသိုလ်ကံရဲ့အကျိုးဆိုတာရှိမှရှိရလားလို့ဒီလိုစဉ်းစားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်သို့တော့အတိတ်ဘဝတုန်းကမကောင်းတာလုပ်လာခဲ့လို့ရှိရင်အဲ့ဒါကနေရင့်ကျက်ပြီးတော့အကျိုးပေးတတ်တယ်တဲ့ကို့မှာမကောင်းတာလုပ်လာတာရှိတတ်တယ်ပေါ့နော်ရှင်းတော့ကကြားဘူးတယ်ဆရာတော်ကြီးတစ်ပါးအမေးရှိတာကြားဘူးတယ်ဆရာတော်ကြီးတစ်ပါးကြောင်းမှာတခိုးဝင်ခိုးတယ်ညကြနော်တခိုးခိုးတော့ဆရာတော်ကြီးကပြောတော့ဆိုငါတို့အမှုတွေပေါ်ကုန်ပြီသူများတွေမပြောကြနဲ့ပေါ့ငါတို့အရင်တော့သူများပစ္စည်းခိုးခဲ့လို့အခုခိုးခံရတယ်နော်ငါတို့လုပ်ခဲ့တဲ့အမှုတွေပေါ်ကုန်ပြီပေါ့အဲ့တော့ရှက်ဆရာကြီးသူများမသိစေနဲ့လို့ဒီလိုပြောတယ်ဟုတ်တယ်ဒါအမှုပေါ်တာပဲကိုခံရပြီဆိုလို့ရှိရင်ဒါပါတော့ဖြစ်သူအဟောင်းပြုသူအသစ်ဖြစ်သူအဟောင်းနော်တော့အဖြစ်ခံရတဲ့ပုဂ္ဂိုလ်ကဒါအဟောင်းကိုခံရတာအခုလှုပ်တဲ့လူကအသစ်ကိုလှုပ်တာကိုလှည့်ရောက်တာဒီလိုခံရတယ်လို့ဆိုလို့တယ်ကိုကသာတစုံတစ်ယောက်ကိုမလှုပ်ခဲ့ဘူးသူများပစ္စည်းမယူခဲ့ဘူးဆိုရင်ကိုပစ္စည်းယူလို့ကိုမရဒီလိုပြောတာနော်အေးဒါကြောင့်မလို့အိမ်မှာတခိုးခိုးခံရတယ်ဆိုလို့ရှိရင်အေးတိတ်တိတ်နေကြသွားမပြောနဲ့အရင်တော့ကကိုခိုးခဲ့တာတွေပေါ်ကုန်ဒီလိုပဲထားရနော်ကပိုက်နိုင်ခံရရင်လည်းငါရင်တော့နိုင်ခဲ့တာနေမှာအခုဒါကြောင့်မို့ပါသွားတယ်ပေါ့အတိတ်ဘဝကတခုလောက်ခဲ့လို့ရှိရင်ဒီဘဝမှာပြန်ပြီးတော့ပေးဆက်ရတဲ့အနေအထားမျိုးတွေကရှိတတ်တယ်လေကိုသိတာမဟုတ်ဘူးကံကြမ္မာဆိုတာကဲတာမဝတီတို့ဟာကြည့်တလျှောက်လုံးနှိမ့်ကြရကနေမြင့်တက်လာပြီးတော့မိဖုရားဘဝရောက်တာဒါပေမဲ့လို့သူ့မှာတစ်ချိန်တုန်းကမှတ်မှတ်ရင်းလုပ်ခဲ့တဲ့အမှုတွေကတန်လန်းရှိနေတယ်ပေါ့အဲ့တော့တန်လန်းရှိတဲ့အချိန်မှာသာမဝတိမိဖုရားတို့ကအကုန်လုံးသူတို့နန်းတော်တစ်ခုလုံးကမိဖုရားနန်းဆောင်တစ်ဆောင်လုံးကအကုန်လုံးဘုရားကိုကြီးညိုတဲ့ပုဂ္ဂိုလ်တွေကြီးပဲဒါကြောင့်မို့လို့ဒီမြတ်စွာဘုရားအတွက်ဆိုရင်ဘာလုပ်ပေးရလုပ်ပေးတယ်ကြတယ်ပေါ့အဲ့မှာမြတ်စွာဘုရားကိုကြီးညိုကိုးကွယ်တာကိုရန်လုပ်တဲ့မိဖုရားတဦးကလည်းရှိတယ်အဲ့ဒါတော့အလုံးကြားဖို့ကြတယ်မာခန္ဒီဆိုတဲ့မိဖုရားပေါ့နော်မြတ်စွာဘုရားအပေါ်မှာသူကရန်ညိုးဖွဲ့ထားပြီးတော့ကောသမီပြည်ရောက်လာကြတဲ့ကဘုရားကိုတနည်းနည်းနဲ့ဒုက္ခပေးဖို့ကြိုးစားနေတာနောက်ဆုံးဘုရားကိုဒုက္ခပေးလို့မရတဲ့အခါကျတော့ဘာလုပ်တော့ဆိုရင်ဘုရားကိုကိုးကွယ်တဲ့တာမဝတိမိဖုရားတို့ကိုဒုက္ခပေးဖို့ဘုရင်ကြီးနဲ့အမြဲတမ်းဂုဏ်တိုက်တယ်နောက်ဆုံးကြတော့သူဂုံချောတာအင်မတန်မှကြီးမားတယ်ဘယ်လိုမှရှောင်လွဲလို့မရအောင်ဘုရင်ကြီးဒေါသပေါက်ကွဲအောင်မလုပ်လဲဆိုရင်သာမဝတိမိဖုရားအဆောင်သွားတဲ့အလှဲ့မှာဒီစောင်းထဲမှာဟဋ္ဌိကန္တစောင်းလို့ခေါ်တယ်အဲ့ဒီစောင်းထဲမှာစောင်းကိုအပေါက်စောင်းထဲမှာအပေါက်ကလေးရှိတယ်အဲ့ဒီအပေါက်ထဲကိုမွေးတကောင်ထည့်ထားပြီးတော့ပြင်ဘက်ကနေပြီးတော့ပန်းပွင့်နေနဲ့ဆို့ထားလိုက်တယ်အမတ်တမဲ့လှုပ်ထားလိုက်တယ်အဲ့ဒီသာမဝတိအဆောင်သွားတဲ့အချိန်ကျတော့မှဘုရင်ကြီးအမတ်တမဲ့ရှိနေတော့သူကအိမ်မက်မကောင်းဘူးဆိုပြီးတော့ရောင်တောင်ပေါင်တောင်နဲ့လိုက်လာပြီးတော့အဲ့ဒီပန်းပွင့်ကိုဖယ်လိုက်တဲ့အခါမွေဟောက်ကနေထွက်လာတာအဲ့ဒီကြတော့မှသူ့ဘာသူမွေလဲထွက်လာရောအော်တာသူကအော်တာကြံတဲ့လူတွေကမသိဘူးเนาะမွေဆိုပြီးတော့အော်ပြီးတော့ဘုရင်ကြီးလည်းဆဲတယ်
တာမဝတိမိဖုရားတို့ကိုလည်းဆဲတယ်ဘယင်ကိုမွေကြိုက်သေးအောင်လုပ်တယ်ပေါ့အတိတ်ကအဲ့ဒါလို့ဆောင်းအဲ့ဒီဘယင်ကြီးကလည်းသူကဟဋ္ဌိကန္တဆောင်းဆိုတာသူကမန္တန်ရွတ်ပြီးတော့အဲ့ဒီဆောင်းလေးကိုတီးလိုက်တဲ့အခါမှာတောဆင်ရိုင်းတွေကသူ့အတန်ကြားလို့ရှိရင်ဘယင်ကြီးစီရောက်လာကြတာနော်တောဆင်ရိုင်းတွေကအဲ့ဒီအတန်ကိုအမတန်မှကြိုက်တယ်လို့ဆိုတာဆင်ဖန်းရင်သူကလွယ်လွယ်လေးဒီဆောင်းကလေးကိုတီးပြီးတော့မန္တန်ရောလိုက်လို့ရှိရင်တောဆင်ရိုင်းတွေဟာရောက်လာတယ်ဆင်နေလာတာမလာတာတော့မသိဘူးအိန္ဒိယမှာဇာကားတွေထဲမှာလေဒီဘူးတောင်းလို့ပလွေတစ်ခုကိုမှုတ်လိုက်တဲ့အခါမွေတွေလာတာတော့တွေ့ဘူးတယ်ပေါ့ရုပ်ရှင်တွေထဲမှာနော်ပလွေမှုတ်လိုက်လို့ရှိရင်မွေတွေလာကြတာအဲ့တော့သူတို့ခေတ်မှာဒီလိုအတတ်ပညာတွေကရှိတာဥဒိဏမင်းကိုသူကဥဒိဏမင်းမှာသူ့အဖေကနေသင်ပေးလိုက်တဲ့ဒီဆင်းနေနှစ်သက်အောင်ဆင်းနေလာတဲ့မန္တန်နဲ့ဒီဆောင်းကသူ့အဖေစီကရထားတော့တောဆင်ရိုင်းတွေကိုဖမ်းညင်လို့ရှိရင်ဆောင်းကလေးတီးပြီးအဲ့ဒီမန္တန်ကိုရွတ်လိုက်လို့ရှိရင်တောဆင်ရိုင်းတွေသူ့စီရောက်လာကြဖမ်းယူုံမဲ့အသာပဲအဲ့ဒါလို့တရားဝရရဲ့စိတ်ကိုညှို့ယူတဲ့အတက်ပေါ့နော်အဲ့ဒီဆောင်းလေးကိုသွားရလာရဒီဘုရင်ကြီးကပါသွားတာအဲ့ဒါကိုမာဂန္ဒီကဒီထဲကိုမွေဟောက်ထည့်ပြီးတော့လှုပ်ချံဖန်တီးတာပေါ့တာမာဝတီတို့ကပဲမွေနဲ့ဘုရင်ကြီးကိုတိုက်တယ်ဆိုတဲ့အနေအထားမျိုးရောက်အောင်လုပ်တော့ဘုရင်ကြီးကတအားစိတ်ဆိုးတယ်စိတ်ဆိုးသွားတယ်အရင်တုန်းကပြောတာတွေမယုံဘူးအခုဒီတစ်ခါကျတော့သူမျက်မြင်ဖြစ်တော့တာမာဝတီတို့အပေါ်မှာအလွန်စိတ်ဆိုးပြီးအကုန်လုံးတန်းစီရခိုင်းပြီးတော့သူ့မှာပါလာတဲ့ဒီသားကြိုလေးများနဲ့တာမာဝတီတို့ကိုမြားနဲ့ပြစ်ဖို့စိတ်လူးတဲ့မြားနဲ့တာမာဝတီကိုရှေ့ဆုံးကထားပြီးတော့ကျန်တာတွေအကုန်လုံးရင်ဘွားတိတိမြားနဲ့ပြစ်ဖို့ဘုရင်ကြီးကကြိုးစားတာနောက်ဆုံးမှာမြားဥဟာဘုရင်ဘက်ကြီးပဲပြန်လှည့်လာပြီးတော့ပြစ်လို့မရတဲ့အနေအထားမျိုးရောက်သွားတယ်အဲ့ဒါလို့ဘာဖြစ်လို့ဖြစ်တာတော့လို့ဆိုတော့တာဝဝတိမိဖုရားတို့တဏှာလုံးမဲ့စဉ်းစားကြည့်နော်အဲ့ဒီအချိန်မှာဘုရင်ကသူတို့အားလုံးကိုမြားနဲ့ပြစ်တတ်တော့မှာဘုရင်ကြီးကဒေါသတကြီးနဲ့အကုန်လုံးတန်းစီရခိုင်းပြီးတော့မြားနဲ့ပြစ်တတ်တဲ့အချိန်လေးမှာတာမဝတိမိဖုရားကသူ့နောက်ကမောင်မမိတ်တန်တွေအကုန်လုံးဆုံးမဩဝါဒပေးတယ်ဘုရင်ကြီးပေါ်လဲစိတ်မဆိုးကြနဲ့မာဂန္ဒီမိဖုရားပေါ်လဲစိတ်မဆိုးကြနဲ့နော်အလုံးမေတ္တာထားကြမေတ္တာပွားကြမေတ္တာပွားကြတယ်ဆိုပြီးတော့ငကိုကလည်းမေတ္တာကမ္မထံကိုအထုတ်ကြတာဆိုတော့အဲ့ဒါလို့အလုံးကိုတဏှီတဲ့ဘုရင်ကြီးကိုမေတ္တာပို့ပြီးတော့စိတ်ထဲကနေပြီးတော့မေတ္တာစိတ်တွေလွှမ်းခြုံပြီးတော့ထားတဲ့အခါဘုရင်ကြီးကမြားနဲ့ပြစ်တယ်မြားကတာမာဝတီတို့ဘက်မလှဲ့ပဲနဲ့သူ့ဘက်ကိုမြားဦးလှဲ့လာဘုရင်ကြီးကသူ့အမှားကိုသိပြီးနောက်ကြတော့တောင်းပန်ပြီးသူကိုယ်တိုင်ကလည်းဗုဒ္ဓဘာသာဖြစ်သွားတယ်ဖြစ်သွားတဲ့အချိန်မှာတာမာဝတီမိဖုရားကိုလိုချင်တဲ့ဆုပြောပေးမယ်လို့ဆိုတာတာမာဝတီကတခြားဆုကိုမတောင်းဘူးဖရာမှုရှိတဲ့တန်ဃာတော်တွေနန်းတော်မှာနေ့စဉ်ဆွမ်းကပ်ခြင်းနဲ့ဆွမ်းကပ်ခွင့်ပေးပါလို့ဆိုတယ်အဲ့ဒီဆုပဲတောင်းအဲ့တော့ရှန္ဒနာမထေရမြတ်ခေါင်းဆောင်ပြီးတော့ရဟန်း900နေ့စဉ်အဲ့ဒီနန်းတော်ကြွပြီးတော့ဆွမ်းကပ်တယ်ဆိုတာတာမာဝတီတို့နေ့စဉ်ကုသိုလ်လုပ်ကြတယ်အဲ့ဒါလို့အဲ့တော့ဒီသူ့ရဲ့မေတ္တာစွမ်းအားဟာအမှန်တမ်းအစွမ်းထက်တယ်ပေါ့လက်နဲ့စိတ်မီပြီးသည့်တပြားလက်နဲ့ပြစ်လို့မရဘူးသူ့ရဲ့မေတ္တာစွမ်းအားကြောင့်ဘုရင်ကြီးပြစ်တဲ့မြားသူတို့စီမရောက်ဘူးပေါ့ဒီလိုမေတ္တာစွမ်းအားတွေအမှန်တမ်းကြီးလို့မေတ္တာစွမ်းအားကြီးတဲ့နေရာမှာတာမာဝတီမိဖုရားကိုမြတ်စွာဘုရားကထူးခြားတဲ့ပုဂ္ဂိုလ်တယောက်အနေနဲ့ဂုဏ်တင်ပြီးတော့မိန့်ကြားခဲ့တာဖြစ်တယ်ပေါ့သို့တော့သူတို့ရဲ့အကုသိုလ်ကံကအမှန်တမ်းကြီးနေသေးတာအကုသိုလ်ကံကအကျိုးပေးဖို့အလှည့်ရောက်လာဥဒိဏဘုရင်ကြီးတရက်ကြတော့ဥယျာဉ်ထွက်သွားတဲ့အချိန်ဘုရင်ကြီးမရှိတဲ့အချိန်မှာတာမာဝတီတို့ရဲ့နန်းတော်ဟာမီးလောင်ခံလိုက်ရတယ်ပေါ့မီးရှို့ခံလိုက်ရတယ်ပေါ့နော်မီးရှို့ခံလိုက်ရတယ်မာဂန္ဒီရဲ့လက်ချက်နဲ့မီးရှို့တာအကုန်လုံးသူတို့ပြင်ထွက်လို့မရအောင်တကားတွေကိုပိတ်ပြင်မကနေပိတ်ပြီးတော့နန်းတော်တိုင်တွေကနေအကုန်လုံးရေနံတွေစီတွေနဲ့ပတ်ပြီးတော့တနန်းတော်လုံးမီးတိုက်တာပေါ့နော်
အဲ့ဒါလို့မိတိုက်တဲ့အခါသာဝတိမိဖုရားအကုန်လုံးကိုဆုံးမဩဝါဒပေးတယ်တို့တွေအတိတ်ကံကြောင့်မို့လို့ဒီလိုခံကြရတာဝေဒနာကိုသိမ့်စီဖို့ဝေဒနာကိုဒီဆင်းရဲဒုက္ခဝေဒနာကိုရှုမှတ်ပြီးတော့ဒီဒုက္ခတွေကိုခံနိုင်အောင်တို့တွေခံကြရမှာကံတရားဆိုတာတားမြစ်လို့မရဘူးလို့ဝေဒနာတွေကိုရှုမှတ်ဖို့အလုံးကိုတတိပေးပြီးတော့မိလောင်ကျွမ်းပြီးတော့အလုံးသိဆုံးသွားကြတာဘာဖြစ်လို့ဒီလိုဖြစ်ရတယ်လဲလို့ဆိုတာသူတို့ဟာဗာရာဏသီပြည်မှာမိဖုရားဖြစ်တဲ့အချိန်မှာဘုရင်ကြီးနဲ့ရေကစားကြတယ်ရေကစားတဲ့အခါမှာအဲ့ဒီအိမ်ကိုနေစဉ်ကြွလာတဲ့ပိစိကဗုဒ္ဓ၈ပါးတဲ့က9ပါးကတော့ဟိမန္တာပြန်ကြွသွားပြီးတော့တစ်ပါးကတော့အဲ့ဒီရေစိမ်သားကမျက်ခြုံနေတဲ့မှာတမဘဝင်စားပြီးတော့နေတာသူတို့ရေကူးရေချိုးပြီးတဲ့အခါချမ်းချမ်းတုံလာတဲ့အခါမီးလုံညင်တာနဲ့အဲ့ဒီမျက်ခြုံကြီးကိုဘယ်သူမှရှိတယ်လို့မထင်ဘူးပေါ့မျက်ခြုံကြီးကိုမီးတိုက်ကြမီးတိုက်ပြီးတော့မီးလုံညမျက်တွေလည်းမီးလောင်သွားရောပိစိကဗုဒ္ဓကြီးငုတ်တုတ်ထိုင်နေတာသွားတွေ့တယ်ဟိုကនិရောဓသမဘဝင်စားနေတာဖြစ်သောကြောင့်ပိစိကဗုဒ္ဓကြီးတော့မီးမလောင်နိုင်ဘူးပေါ့ဝတ်ထားတဲ့အဝတ်လည်းမီးမလောင်ဘူးတဲ့အဲ့လိုမြင်တဲ့အခါမှာသူတို့ထိတ်လန့်တုန်လှုပ်သွားတာသူတို့စိတ်ထဲမှာတော့မီးလောင်လို့သေသွားပြီလို့ထင်တာပေါ့အမှန်ကတော့မီးမလောင်ဘူးမျက်တွေသာလောင်သွားပြီးတော့ပြာတွေနဲ့ဖုံးသွားတာပဲရှိတယ်ပေါ့အဲ့ဒီမှာအလုံးစုပြီးတော့အစဖြောက်ကြမယ်ဆိုပြီးတော့ရှိသမျှထင်းနေအမိုက်တွေတစ်ချောက်တွေအကုန်ရှုစုပြီးပိစိကဗုဒ္ဓထိုင်းနေတဲ့ပုံမှာအကုန်လုံးစုတင်ပြီးတော့အစဖြောက်ဆိုပြီးတော့မီးရှို့ကြတာပေါ့စောစောတုန်းကမီးရှို့တုန်းကတော့စေရနာနဲ့မဟုတ်ဘူးအကုသိုလ်မဖြစ်ဘူးအခုဒီတစ်ချိန်ကျတော့အကုသိုလ်ဖြစ်သွားအဲ့တော့သူတို့ဟာအကုသိုလ်တစ်ခုပိစိကဗုဒ္ဓအရှင်မြတ်ကိုသေစေလိုတဲ့စိတ်နဲ့အစဖြောက်လိုတဲ့စိတ်နဲ့မီးရှို့တတ်ခဲ့ကြတယ်သို့တော့ပိစိကဗုဒ္ဓကမသေးပါဘူးပိစိကဗုဒ္ဓတမဘတ်အတွင်းမှာဘာမှမဖြစ်ဘူးပေါ့တမဘတ်ရဲ့အစွမ်းတကူကြောင့်မီးကမလောင်နိုင်ဘူးအေးသူတို့ကတော့ပိစိကဗုဒ္ဓကြီးကိုအစဖြောက်တဲ့အနေနဲ့မီးရှို့ကြတယ်အဲ့ဒီမီးရှို့ခဲ့တဲ့အကုသိုလ်ကံကြောင့်အပင်ငရဲကိုနှစ်ပေါင်းများစွာခံရပြီးတော့ဘဝပေါင်း100တဲ့အခုလိုမီးလောင်ပြီးတော့သေရတာရိုးရိုးမသေရဘူးသေတိုင်းမီးလောင်ပြီးတော့သေတာနော်အဲ့ဒါလိုဖြစ်ခဲ့တယ်နောက်ဆုံးကျတော့သူတို့မီးလောင်ပြီးတော့သေသွားတာအဲ့ဒီအကုသိုလ်ကြောင့်မီးလောင်သေသွားတာမီးလောင်ပြီးတော့မီးလောင်နေတဲ့အချိန်မှာတရားနှလုံးသွင်းလိုက်တာတချို့ကသဂရာကံဖြစ်တယ်တဲ့တချို့ကအနာကံဖြစ်တယ်တဲ့အဲ့တော့သေရပြီပဲလို့ကောင်းသောဒီတရားဓုတရားမြတ်တွေရပြီးတော့သေဆုံးသွားကြတာဟာလို့ဒါသူတို့တာမဝတီရဲ့ဒီနောက်ဆုံးနေ့ကအဲ့ဒီလိုအခြေအနေမျိုးနဲ့သူဘဝတစ်ခုကိုအဆုံးသတ်သွားအဲ့တော့တန်တရားမှာလူတွေဟာဘလို့ဘဝမှာအဆုံးသတ်မယ်ဆိုတာဘယ်သူမှမသိဘူးเนาะဘယ်သူမှမသိဘူးဒီကနေ့ခေတ်မှာလဲအမျိုးမျိုးရှိတာပဲလေ highway မှာကား accident နဲ့သေတာတို့မော်တော်ဆိုင်ကယ်တိုက်လို့သေတာတို့ခဏဆိုပေါ်เนาะအဲ့ဒီလိုဟာမျိုးတွေဘာကြောင့်ဖြစ်မယ်ဆိုတာလူတွေဟာမသိနိုင်ကြဘူးပေါ့ဒီလိုဒုက္ခရောက်ပြီးတော့နောက်ဆုံးမှာသေဆုံးသွားတယ်အဲ့တော့တာမဝတီတို့ခုတ်ဆုတ်တရာတို့မြတ်စွာဘုရားကသူတို့ရဲ့အရည်ချင်းတွေအမြဲတမ်းကောင်းတယ်တာမဝတီမိဖုရားကိုတော့မြတ်စွာဘုရားမေတ္တာတရားပွားများတဲ့နေရာမှာအထူးချွန်ထက်မြက်ဆုံးအမျိုးသမီးတူဖြစ်မြတ်စွာဘုရားဧတရက်ဖွဲ့တူနဲ့ချီးကျူးတော်မူခဲ့တယ်ခုတ်ဆုတ်တရာကြတော့မြတ်စွာဘုရားတရားတော်တွေကိုနေ့စဉ်နဲ့အမျှကြောင်းသွားနာပြီးတော့တာမဝတီမိဖုရားတို့ကိုပြန်ဟောတာဆိုတရားတွေအများကြီးသိတယ်သူဟောတဲ့ကျမ်းစာဖတ်ကြည့်ခြင်းလို့ရှိရင်ဣတိဝုတ်ပါဠိတော်ဆိုတာဖတ်ကြည့်ဒီကနေ့ခေတ်ထီအောင်ရှိတယ်ဣတိဝုတ်တကဆိုတဲ့စကားလုံးကစလို့ဣတိဝုတ်ပါဠိတော်တဲ့အမျိုးသမီးတွေအဲ့ဒါဣတိဝုတ်ပါဠိတော်ဆိုတာနေ့စဉ်သွားတရားနာပြီးတော့ခုတ်ဆုတ်တရာကတာမဝတီတို့ကိုပြန်ဟောတာကိုမှတ်တမ်းတင်ထားတဲ့ပါဠိတွေကြီးပဲအဲ့ဒါတွေအကုန်လုံးဒါကြောင့်မလို့ခုတ်ဆုတ်တရာကိုတော့မြတ်စွာဘုရားကဘဟုတုတများတဲ့နေရာမှာထူးချွန်ထက်မြက်တဲ့အမျိုးသမီးတယောက်ဖြစ်ချီးကျူးမြောက်စားပြီးတော့ဧတရက်ပွဲတို့နဲ့ချီးကျူးမြောက်စားခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့ဘာသာရေးမှာထူးချွန်ထက်မြက်တဲ့အမျိုးသမီး10ဦးထဲမှာ
4 ယောက်မြောက်ကခုတ်ဆုတ်တရာဖြစ်ပြီးတော့9 ယောက်မြောက်ကတာမဝတိမိဖုရားဖြစ်ပါတယ်တဦးနဲ့တူအည်ချင်းတွေဟာတဦးနဲ့တူမတူကြဘူးမတူတဲ့အည်ချင်းတွေမှာထူးချွန်ထက်မြက်မှုတွေရရှိကြတယ်ဘယ်လိုပဲရရှိသူတို့ရဲ့ဘဝတွေဟာနော်ဒီအကောင်းနဲ့ကြုံရတယ်လို့အဆိုးတွေနဲ့လည်းကြုံရတယ်တာမဝတိဘဝဆိုဘလောက်သင်္ကန်းစာယူစရာကောင်းလဲတထေးသမီးကနေပြီးတော့တရောင်းစားလို့ဒုက္ခရောက်သွားတယ်ပြန်ပြီးတော့တခါကံကောင်းတော့တကြွက်သမီးမွေးစားသမီးဖြစ်တယ်ပြီးတော့တထေးသမီးမွေးစားသမီးဖြစ်ပြန်တယ်ပြီးတော့ဘယင်ရဲ့မိဖုရားဆိုပြီးတော့တခါဖြစ်သွားဘယင်မိဖုရားဖြစ်တဲ့အခါကျတော့အသက်ခံရမလို့တရားကကယ်လို့လွတ်သွားတယ်သို့တော့နောက်ဆုံးကံကြမ္မာဝကြွေးကြောင့်နန်းတော်ကြီးနန်းပြတ်အဆောင်ကြီးတစ်ခုလုံးမိလောင်ပြီးတော့ဘဝတစ်ခုဆုံးသက်သွားတယ်တွေးကြည့်မယ်ဆိုလို့ရှိရင်တော့လူတွေကဒီလောက်ကောင်းတာလုပ်ရတဲ့ဒီလိုကံဆိုးနဲ့တေရမလားလို့မကြေမနပ်ဖြစ်ကောင်းဖြစ်လိမ့်မယ်သို့တော့အတိတ်ဘဝကလုပ်ခဲ့တာတွေရဲ့အကျိုးကိုခံစားရတယ်ဆိုတာဘယ်သူမှမသိဘူးဖះမှသိတယ်ပေါ့နော်ခေါ်စုတ်တရာလည်းအမှန်တမ်းညံထက်တယ်သို့တော့ခါကလေးကုန်းပြီးတော့သူများခိုင်းတာတွေကိုလုပ်ရတယ်ဆိုတဲ့အနေအထားမျိုးတွေရောက်တာအဲ့တော့လောကမှာဘယ်သူမပြုတ်မိမိမှုဆိုတဲ့အတိုင်းကိုလှုပ်တာတွေကိုရတယ်လို့ဆိုတဲ့ဒီ the law of nature ပေါ့ the law of karma ကိုလှုပ်တာတွေကိုရကြဒါကြောင့်မို့လို့အထုတတိထားဖို့ရတို့တွေနေ့စဉ်နဲ့အများဘာတွေလုံးမိနေတယ်လဲမကောင်းတာတွေတို့တွေမလုံးမိအောင်ကောင်းတာတွေကြည့်များများလုံးမိအောင်တတိထားပြီးတော့မကောင်းတာတွေကိုရှောင်ကျဉ်ပြီးတော့ကောင်းတာတွေလုံးမိအောင်ဘဝသင်္ကန်းစာယူသင့်တယ်ဒါကြောင့်မို့ဘာသာရေးထူးချွန်ထက်မြက်တဲ့အမျိုးသမီးတွေရဲ့ဘဝကိုသင်္ကန်းစာယူပြီးတော့မိမိတို့ဘဝမှာအတိမ်အဆောင်မရှိအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း